နာမီမှာအချိန်ရသိတံပိုးကြည့်နေတဲ့အတွက်တူတူချင်းချင်းလူရင်ဖရာတရားတန်ခါမိဘဆရာကိုရှိခိုးကြောလိုက်ကြရအောင်လက်အုပ်ချီအလုံးဆိုပါအောင်ဥစွာဗုဒ္ဓဓမ္မတန်ခါအာစရိယမိဘနှဖျာအနန္တငါညွတ်တော်တတာဗနာမယူရဝန္ဒနာသာဓုသာဓုသာဓုပါအခု7 နာရီခွဲဖို့5 မိနစ်ပဲလိုတော့တဲ့အချိန်ပါဒါကြောင့်အရှင်ဖယားရှိခိုးတာကိုကြပြလေးတစ်ပုဒ်နဲ့ဖယားတရားတန်ခါမိဘဆရာကိုတူတူချင်းချင်းလူရင်းနဲ့ဖယားရှိခိုးလိုက်ခြင်းပါပဲဥစွာဗုဒ္ဓဓမ္မတန်ခါအာစရိယမိဘနှဖျာအနန္တငါညွတ်တော်တတာပနာမပြုရဝန္ဒနာဆိုပြီးတော့အနန္တ၅ပါးကိုရှိခိုးပြီးအခု7 နာရီခွဲရှိပြီပေါ့အစဉ်တို့1 နာရီခွဲလောက်တရားနှလုံးသွင်းနိုင်ဖို့ဆိုရင်10 နာရီခန့်ကိုရောက်သွားအောင်မှာဖြစ်တယ်။ဒါကြောင့်တူတူချင်းချင်းလူရင်းကိုရအောင်ပြောမှာမို့ခဏညယရဏဒုက္ခဓမ္မယုံမိသားစုတို့ရဲ့နော်26 နှစ်ပြည့်မဟာဒုစွမ်းလူတန်းနဲ့တရားပူဇော်ပွဲမှာဦးဇင်းတို့တောသားမြို့တဲဆိုသလိုဟိုတောကျူအောင်ကြားမှာနေတဲ့စာဖူတောင်းကနေပြီးတော့ခဏရန်ကုန်မြို့ပေါ်ကိုရောက်ရှိလာတဲ့အခါမှာတန္တရာတကွေ့မှာပြန်ကတွေ့ကြရတဲ့မိသားစုတွေကိုဝမ်းမြောက်သောအားဖြင့်ခဏညမှာဦးဇင်းတို့မိသားစုတရားဟောမယ်လို့နှလုံးသွင်းတဲ့အတွက်ကြောင့်ခဏညတရားကောင်းစီးကိုရွေးမယ်ဆိုရင်တော့တန်ရာမဲ့နှလုံးသားဆိုတဲ့တရားတစ်ပုဒ်ကိုဟောကြားနာကြားကြရအောင်ပါတန်ရာမဲ့နှလုံးသားတဲ့သူတော်ကောင်းတို့ဘာနှလုံးသားပါလဲကဘာမြေကိုလောင်ကျွမ်းသမုဒ္ဒရာရေကို6 ခန်းစေနိုင်တော်လဲပဲသားသမီးတွေရဲ့အပေါ်မှာချစ်တဲ့မိမိရင်တွေကဖိဖိရင်တွေကမေတ္တာရေစမ်းကိုတော့မခန်းချောက်စေနိုင်ပါဘူးသားစိုးသမီးစိုးတံအနန္တဇစ်ထိုးကခံနေရ၍လူကြွယ်ရာအမောင်ရိပ်မှာအတန်တိတ်နဲ့ကြိတ်ငိုနေရပါတော့လေပဲဒဏ်ရာမဲ့နှလုံးသားဖြင့်အပြုံးမေတ္တာပွားနေသူကမိမိတို့ဖိဖိတို့ရဲ့ထာဝရမေတ္တာပါပဲဒါကြောင့်ဒဏ်ရာမဲ့နှလုံးသားဆိုတာသားသမီးတွေအပေါ်မှာဘယ်သောအခါမှအမုန်းတရားမရှိတဲ့နှလုံးသားရဲ့ပဂတိစင်ကြယ်နေသူမို့မိဘတို့ရဲ့နှလုံးသားဟာဒဏ်ရာမဲ့နှလုံးသားပါသားသမီးကိုမုန်းနေတဲ့မိဘအညိုးအတေးအာဃာတတွေမကြည်ချမ်းနိုင်တဲ့မိဘဆိုတာရှိကလည်းမရှိသလိုအခုလည်းမရှိနောင်လည်းရှိလိမ့်မယ်မဟုတ်ဘူးတဲ့ဒါကြောင့်သူတော်ကောင်းတို့မိဘတို့ရဲ့နှလုံးသားဟာဒဏ်ရာမဲ့နှလုံးသားပါမိဘတို့ရဲ့နှလုံးသားဟာဘာနှလုံးသားပါလဲဦးဇင်းကကြပြလေးတွေကိုမျက်နှိုးတဲ့သူဆိုတော့ကြပြလေးတစ်ပုဒ်ဆိုကြည့်ပါဦးဒဏ်ရာမဲ့ညာနှလုံးသားမုံထားဘေခါမရှိပါဒဏ်ရာမဲ့ညာနှလုံးသားမုံထားဘေခါမရှိပါမိဘတို့ရဲ့နှလုံးသားဟာဘာနှလုံးသားပါလဲဘဟုကာရဘေကဝေမာတာပိတရောဗုဒ္ဓနံအာဘာဒကဘောဓကဣမတလောကတဓတ္တတရောဘေကဝေခြေသတတိခြေသမိတို့လောကသမိဟောဒီလောကကြီးထဲမှာဘဟုကာရကျေစုအများဆုံးသောပုဂ္ဂိုလ်ဆိုရာမာတာပိတရောမိခင်ဖခင်ကျေစုရှင်နှစ်ပါးတို့ပါသည်ဣမတလောကတဟောဒီလောကကြီးဣမတလောကတဟောဒီတတ္တလောကလူသားတို့ရဲ့လောကကြီးကိုဓတ္တတရောအကြောင်းအကျိုးအကောင်းအဆိုးတွေကိုဆိုဆုံးမှညွှန်ပြတတ်သူပါသည်အာဘာဒကဘဝလည်းနှလုံးပခုံးလည်းနဲ့လူဖြစ်အောင်ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့သူတို့ပါသည်
ဣမတလောကတာဟောဒီလောကကြီးကိုဓာတတရောအကောင်းဆုံးညွန်ပြကတိဆောက်နိုင်သူတို့ပါသည်ဟု၍တေတေတုကောင်းစွာမဲ့တွေဟောကြားတော်မူအပ်ပါပေတည်းတတ္တလောကအထံသို့အနံခေဘူးအထုထုတွင်ရှိဦးမဆွကရေကကျေးဇူးအလားကိုစတင်ခဲ့သူအကျဉ်လူဤစင်ဖြူသောပုံမေတ္တာဂုဏ်ကိုဘုံတိုင်းမှာပေနိုင်ရှင်စရာမရှိပါပြီအာဓိကပမဆွာရှိဖြာကျေးဇူးဂုဏ်ဤအမှတ်သာလောကမှာမိဘနှစ်ပါးဆိုတာရှိနေခဲ့တယ်လေအဲ့ဒီအမေဆိုတာရဲ့အဖေဆိုတာရဲ့ဟာရှိနေခြင်းကိုကကျေးဇူးတရားရဲ့သင်္ကေတကျေးဇူးတရားရဲ့အမှတ်သာအခြားလားမိဘနှစ်ပါးပဲလားကျေးဇူးရဲ့သင်္ကေတနော်ဘာရဲ့သင်္ကေတပါလဲတတ္တလောကထံသို့အနံကေဘူးအထုထုတွင်ရှိဦးမဆွာကတဲ့ကကျေးဇူးအလားကိုစတင်ခဲ့သူကိုဘဝမှာအစဆုံးကျေးဇူးပြုခဲ့သူဟာသူများလားမိဘနာပါလားပရိသတ်ကြီးဥစဉ်တို့ဟာသွေးတစ်စက်နဲ့လူဖြစ်ရလာရသူတွေပါဒါကြောင့်သွေးတစ်စက်နဲ့လူဖြစ်အောင်လူလောကတဲ့ကိုအရောက်ပို့ခဲ့သူကမိမိနဲ့ဖေဖေဒါကြောင့်ကျေးဇူးတရားတွေကြောင့်လည်းပဲဟောဒီပရိသတ်ဟောဒီလောကကြီးဟာသူများကြောင့်ရှိနေတာလားမိဘကြောင့်ရှိနေတာလားရှိဦးမဆွာကတဲ့ကကျေးဇူးအလားကိုစတင်ခဲ့သူအကျဉ်လူဤစင်ဖြူသောပုံမေတ္တာဂုဏ်ကိုဘုံတိုင်းဘုံတိုင်းဘုံတိုင်းမှာပင်နိုင်ရှင်စရာမရှိပါပြီအာဓိကပမဆွာရှိပြကျေးဇူးဂုဏ်ဤအမတ္တမိဘနာပါပါပဲရဲ့လို့ပန္တိတာပညာရှိသူတော်ကောင်းတို့သည်ဩဝါဒတိကောင်းစွာမဲ့သွေမိကြတော်မူခဲ့ပါပေတည်းပရိသတ်ကြီးဥစဉ်တို့ဒီလောကကြီးတဲ့ကိုရောက်လာတယ်ဆိုတာအမိကျေးဇူးမပါရင်ဒီလောကကိုလာခွဲရှိလားရှိပါဘူးဗျာ။အိုးအမိကျေးဇူးအဖေကျေးဇူးမပါရင်တို့လောကကိုလာခွဲမရှိလူဖြစ်ခွက်ကောရှိမလားမရှိဘူးနော်။ဒါကြောင့်မေတ္တာတကားဖွယ်မှတ်ထားပဲတဲ့အာညိုညင့်မလိုခြင်းကထိုစဉ်ကတည်းကတဲ့ဘဝကိုမြစ်ွယ်ပြုကပြည့်ရဲ့ပြုအပ်အခုတော့ကတဲ့အားကျိုးဆိုးလိုလာလက်ခံထားပြီနော်အခုကလေးတွေကပြောတယ်မဟုတ်လားခမည်းတော်ဘသူကမွေးခိုင်းလဲခမည်းတော်မွေးခမည်းတော်ကျွေးပေါ်ဘသူကမွေးခိုင်းလို့လဲလို့ဒီလိုပြောရရတယ်မရှိဘူးလားဩမိဘကျေးဇူးအထူးထူးကိုတူတူငေါငေါထောလောကလမခမလေးရေသွန်းသွေးကြတဲ့ခေဟာယနေ့ခေဆိုရင်လွဲနိုင်ပါမလားမိဘတွေကိုဂရုမစိုက်တော့ဘူးအဖေပြောလဲနားမထောင်အမေပြောလဲမရဘူးတချို့ဥစ္စာဒနာဘောဂါတွေနည်းနည်းရှိလာရင်ဖနောက်တန်ဆိုပြီးတော့လေမိဘတွေကိုအိမ်ပေါ်တို့လို့အစေခံတွေလို့ဆက်ဆံကြတာတွေကခဏကဲရှိမနေဘူးလားရှိပါတယ်ဗျာအဲ့ဒါကြောင့်မို့လို့မိဘကျေးဇူးအထူးထူးကိုတူတူငေါငေါထောလောကလမခံမလေးရေတန်းသေးနေကြတာမို့သူတော်ကောင်းတို့နာမိမိရဲ့ဘဝမှာခမည်းတော်မွေးထားတာကျွေးပေါ်ဗျာဘသူမွေးခိုင်းလို့လဲလို့ဒီလိုပြောမယ်ဆိုရင်တဲ့နော်သင်အားကြိုးဆိုရှိဥမဆွကတဲ့ကနော်မေတ္တာတကားဖွက်မှတ်ထားပြီတကားပိတ်ထားရင်ဒီလောကတဲကိုကျုပ်တို့ဝင်လာလို့ရမလားမရဘူးမေတ္တာတကားဖွယ်မထားပဲသင်အားညိုညင်မလိုခြင်းကထိုစဉ်ကတဲ့ကမြစ်ွယ်ပြုကခဏခွက်မှာစိပညာတွေအရာသားသမီးကိုမလိုခြင်းရင်မြစ်ွယ်ပြုလို့ရတယ်နော်ရတယ်ဒါပေမဲ့လို့လည်းပဲအခုတော့ကသင်အားကြိုးဆိုသင်အားကြိုးဆိုလိုလာလက်ခံထားပြီးကြီးမားမြတ်တာမြင့်မိုးကျူမာတာပီတူထိုးနှဥပါပဲရဲ့လို့တချို့ပြောတဲ့လောကကိုဘသူဖန်ဆင်းတယ်တဲ့ကျုပ်တို့အဲ့လိုမပြောကျင်ဘူးမြင့်မောက်ကိုကြည့်မယ်ဆိုရင်ဒီပရိသတ်ကြီးကိုမိဘနှစ်ပါးကဖန်ဆင်းတယ်ဆိုရင်လွဲပါမလားအဲ့ဒါကြောင့်မို့ရှိဥမဆွာကတဲ့ကကျေးဇူးအလကိုစတင်ခဲ့သူလိုလာလက်ခံထားပြီး
ကြီးမားမြတ်တာမြေမိုးကျူးမာတာပိတုထိုနဥမာတာပိတုထိုနဥပါပဲရဲ့လို့ပန္တိတာပညာရှိတို့သည်ဩဝါဒတိမိဘကျေးဇူးအထုထုကိုတူတူငေါငေါထောလောကလမခံမလီလှုပ်လို့သူများရွှေနရောကြအားကောင်းစွာမဲ့သွေမိတ်ကြတော်မူခဲ့ပါပေတည်းတွေးကြည့်ရအောင်တခါကြီးတို့လောကမှာကွာဖယားဆိုတာအလကားပြောတာမရှိဘူးတရားဘာလို့ဖို့လဲတရားပြုတ်စားလို့ရတာမဟုတ်တာတရားလည်းမရှိဘူးကွာတန်ခါတန်ခါမရှိဘူးတခါကြီးမှညင်းဆိုမယ်တခါမကြီးတို့မှညင်းဆိုမယ်ဆိုရင်ညင်းဆိုပိုင်ခွဲရှိပါတယ်နော်ဖယားမရှိတရားမရှိတန်ခါမရှိလို့ညင်းဆိုလို့ရင်ညင်းဆိုပိုင်ခွဲရှိတယ်ဒါပေမဲ့ငါမှအမေမရှိဘူးလို့ညင်းဆိုခွဲရှိသလားမရှိဘူးစဘူတိုင်းမှာအဖြစ်ညှိပြရရင်ဖြင့်အပူလိုင်းဖြာဝေးတဲ့နေကတွေနဲ့လူတိုင်းမှာအမေရှိတယ်လူတိုင်းမှာပါရှိတယ်အမေရှိပါတယ်ဗျာအမေမရှိဘဲနဲ့သားသမီးဆိုတာရှိနိုင်မလားနော်ဒါကြောင့်အခုဒီပရိသတ်ကြီးနဲ့အိုစင်တို့အခုလိုတွေးဆုံခွင့်ရှိနေခြင်းကိုကသူများကျေးဇူးလားအမေကျေးဇူးကြောင့်လားစပူတိုင်းမှာအဖြစ်ညှိပြရရင်ဖြင့်အပူလိုင်းဖြာဝေးတဲ့နေကတွေနဲ့လူတိုင်းမှာအမေရှိတယ်လူတိုင်းမှာပါရှိလေအမေရှိပါတယ်ဗျာမရေမရပဟေလိတွေကြောင့်အသေးအချာအဖေမသိရင်တောင်မှအမေရှိတယ်အဖေမသိရင်တောင်မှပါရှိလေမရင်မရပဟေလိတွေကြောင့်အသေးအချာအဖေမသိရင်တောင်မှငါမှအမေရှိတယ်တို့မှဘယ်သူရှိလဲတခါတလေအမေကိုကြောရယုံကြံသွားလို့လေနော်အဖေဆိုတာဘယ်သူမှမသိပေမဲ့တို့မှအမေဆိုတာတကယ်ရှိခဲ့တယ်မွေးမြူခဲ့တဲ့အမေမရှိဘူးလားမရင်မရပဟေလိတွေကြောင့်အသေးအချာအဖေမသိရင်တောင်မှအမေရှိတယ်ခြေတရာဝေကဲပြိတ္တဇာအမေဟာလဲအမေဟာပြိတ္တဇာဖြစ်နေပါစေသားသမီးကိုမွေးမြူတယ်သားသမီးကိုချက်ခင်တဲ့မြတ်တာအမေရင်ထဲမှာမရှိဘူးလားရှိပါတယ်ဗျာဦးဇင်ဟိုမုတ်ပလင်ထောင်ထဲမှာအကျဉ်းစခန်းမှာ9ရက်တရားစခန်းသွားဖွက်တယ်အဲ့ဒီမှာတက္ကမကြီးကိုနော်သူ့ရဲ့ပုံမှန်ကပြိတ္တဇာအမှုသူဦးဇင်ငိုပြီးရှောက်တယ်ဦးဇင်းတရားမေးတော့သူငိုပြီးရှောက်တယ်တပည့်တော်မှာဗျာနော်သူ့အဖေဆုံးသွားတဲ့အခါမှာတပည့်တော်ဘာမှမလုပ်တတ်ဘူးဖေ။ကလေးကလည်းကြောင်းတက်နေတုံးပဲကလေးရဲ့ပညာရေးအတွက်တပည့်တော်ဘဝနဲ့ယဉ်လိုက်လို့ဒီနေရာကိုရောက်လာခဲ့တာတဲ့သူ့အတွက်လားသားသမီးတွေအတွက်လားသားသမီးတွေအတွက်ဆိုရင်အမေဟာအရှက်ကိုလည်းစောဝတ်သူဘဝကိုလည်းစောနိုင်သူအသက်ကိုလည်းစောရဲသူအာဃမိခင်ပဲဗာမိခင်ပါလေတခါကြီးတို့နော်စိတ်ကူးရင်မပါဘူးဦးဇင်းတကယ်အကျဉ်းတောင်မုတ်ပလင်အကျဉ်းတောင်ထဲမှာမင်းညလည်းပဲထပ်တောင်းတယ်တရားပွဲတက္ကမကြီးကစုံလာစမ်း2ရက်နေ့ကြာမှပဲကျုပ်အားတော်မှာမို့ဒီလောက်မှပဲလို့တော့အဲ့ဒီအကျဉ်းတောင်တဲကိုရောက်နေတဲ့တက္ကမကြီးကသူ့သားအတွက်ဘဝနဲ့ယဉ်လိုက်တယ်သူ့သားအတွက်ဘာနဲ့ယဉ်လိုက်လဲတို့အပေါ်မှာတို့အမေကအဲ့ဒါလို့ချက်တယ်ဆိုပါလားသားသမီးတို့ရဲ့အပေါ်မှာအမေဟာအဲ့ဒါလို့မေတ္တာတရားတွေကြီးမားတဲ့ဆိုပါလားအမေဟာသားသမီးအတွက်ဆိုရင်အသက်ကိုစော့နိုင်သူဘဝကိုစော့လောဝတ်သူအရှိတ်ကိုဖယ်ရှားနိုင်သူဖြစ်ပါခဲ့တယ်အခုအမေထောင်တဲ့ကိုရောက်နေတာသားသမီးတွေအတွက်ကြောက်ပါတယ်ဒါကြောင့်သူတော်ကောင်းအပေါင်းတို့ချက်တရာဝေကဲပြိတ္တဇအမေဟာလည်းအမေသားသမီးကိုချက်တဲ့မေတ္တာရင်ထဲမှာမရှိဘူးလားချက်တရာဝေကဲပြိတ္တဇာအမေဟာလည်းအမေအကြောင်းတရားအခြေမွေးတတောင်းစားအမေဟာလည်းအမေသူကလေးတွေကိုတောင်းပြီးတော့မကြွေဘူးလားမိခင်စိတ်မေတ္တာတရားတွေအပြင်မှာလားရင်ထဲမှာလားအကြောင်းတရားအခြေမွေးတတောင်းစားအမေဟာလည်းအမေအကျွေးကြွေလှတဲ့ဇိသေးမအမေဟာလည်းအမေဇိသေးမအမေဟာလည်း
အိုးနေပြန်တို့ယူပြီးတော့တခါတည်းပြီးခေါင်းရဲ့ပြတ်တို့ဖဏပန်းအမိတို့ရက်ွက်တွေတဲကိုမိုးလင်းမိုးချုပ်ဈေးရောင်းနော်တဏီကုံရှာမနော်မရမနာသွားမှတကြက်တပြားစားရတဲ့အမေဩကျမကြီးတကောင်တော်မှရစ်နေတာကိုတွေ့ရင်သူကလေးတွေအတွေ့ရစ်နေခဲ့တာကိုမြင်ရရင်ငါတို့အမေရဲ့ရုန်းကန်မှုတွေငါတို့အမေရဲ့လှုပ်ရှားမှုတွေအလုံးဟာသူ့အတွေ့လားသားသမီးတွေအတွေ့လားနော်ဖဏပအမိတို့တေချာအိုအမေရွာစင်တွေကိုကြော်ဖြာခေါင်းရွယ်ပြထိုးမယမနာသွားမှတကြက်တပြားစားရတဲ့အမေအကျွေးကျွေးလှတဲ့ဈေးသည်မအမေဟာလေအမေနော်စင်ရဲတယ်ဆိုပြီးတော့အမေမခေါ်ခြင်းသူတွေအမေကနေကြတဲ့ဘဝမို့အမေမတော်ခြင်းတဲ့သူတွေနော်အဲ့ဒါကြောင့်မို့လို့သူတော်ကောင်းတို့ငါတို့ရဲ့အမေဟာငါတို့ဘုံမှာဘယ်လိုမေတ္တာတွေနဲ့ချက်ခဲ့သူဘယ်လိုမေတ္တာတရားတွေနဲ့ချက်နိုင်ခဲ့သူဆိုတာအမေမတပါအခြားရှိမလားမရှိဘူးတခါကြီးတို့ကထင်တယ်နော်ဒါကြောင့်မိဘပေါ်မှာချက်တယ်လို့တဲ့မိဘတွေကိုချက်တယ်လို့ဘယ်သူ့ကိုမှပုံအောပြီးတော့မချက်လိုက်ပါနဲ့တစ်ချက်ပြောတယ်နောက်တစ်ချက်ကနော်ဘယ်သူတွေကဘလောက်ချက်တယ်လို့ပဲပြောနေကို့အမိကို့အဖေလောက်မချက်ဘူးဆိုတာယုံလိုက်ပါနော်တခါကြီးတို့ကိုကောင်းလေးတွေကိုကောင်းမလေးတွေကောင်းလေးတွေအမျိုးမျိုးပြောမယ်ဘယ်လိုချက်တယ်ဘယ်လောက်ချက်တယ်အသက်တမျှချစ်ရပါတယ်လို့ပြောပါလိမ့်မယ်မိတ်ဆွေတွေကလည်းပဲပြောပါလိမ့်မယ်ချစ်ပါတယ်လို့ပြောပါလိမ့်မယ်ဘယ်သူတွေဘလောက်ချက်တယ်လို့ပြောနေပါတော့လည်းပဲအမေလောက်မချက်ဘူးဆိုတာယုံလိုက်ပါအမေလောက်မချက်ဘူးဆိုတာယုံလိုက်ပါတခါကြီးတို့ယုံတယ်မဟုတ်လားပရိသတ်ကြီးယုံကြည်တယ်မဟုတ်လားအမေမေတ္တာတရားဟာအဲ့ဒါလောက်ကိုခိုင်မာပါတယ်အဲ့ဒါလိုမြင့်မြတ်လွန်ပါတယ်ဒါကြောင့်အကျွေးကျွေးလာတဲ့ဈေးသည်မအမေဟာလေအမေသမီးသားတွေကြီးထွားစေရောလို့စီးပွားအထွေထွေသမီးသားတွေကြီးထွားစေရောလို့စီးပွားအထွေထွေစိန်ရွှေပတ္တမြအိမ်မြေကနဲ့ငွေသားအမွေပေးနိုင်မှအမေမဟုတ်ရိုင်းနဲ့တွေ့အတင်းလေခင်အိမ်နေစရာတိုးဖဲကပေးခဲ့အယိုးဟင်းတဖဲစီဝေထမင်းကိုအတူတော့ဘိုင်းမောက်တော့အတူတူချင်းတောင်မရှိခြုံဆောင်မရှိခင်းအိမ်စရာဖျားမရှိလို့ချင်းကိုသွေးလူအတူတူကြဘိုးသွေးလူအတူတူအပူကိုမျှဝေဒုက္ခကိုပုံမူလေးနဲ့စေပညာအမွေရွှေအိုရိုးသားမှုဂုံတိတ်ခါမေတ္တာအကျဉ်းနာမတပါအခြားပေးစရာအထွေထွေမွဲတော်လဲအမေဟာအမေပဲလေဩသားရဲ့အမေဟာလေကားမပေးနိုင်ဘူးနော်သားလိုချင်တဲ့မော်တော်ဆိုင်ကယ်လဲဝယ်မပေးနိုင်ခဲ့တာပါသားရဲ့အမေဘွားကိုနားလည်ပေးပါနော်သမီးလိုချင်တာကိုလေအမေမပေးလို့ခဲ့တာမဟုတ်ဘူးမပေးနိုင်ခဲ့တာပါမပေးလို့တာလားမပေးနိုင်ခဲ့တာလားစိန်ရွှေဗတ္တမြအိမ်မြေကနဲ့ငွေသားအမွေပေးနိုင်မှအမေမဟုတ်အခုခေတ်ကမိဘကိုပင်ဥစ္စာမြင်မှခင်မင်မြတ်လေးသားတော်မူ၏ပေးနိုင်ကျွေးနိုင်ရဲ့တိတ်ချက်တဲ့အမေမပေးနိုင်တဲ့အမေကြတော့အလကားအမေလကားအဖေဒီလိုတွေထင်ပြီးတော့လေဆက်ဆံနာမှာပြောမနေနဲ့အိမ်ပေါ်ဒီအစိခံနေလို့ပဲကြီးကြုံနေလို့ပဲတချို့အမေထမင်းချက်ထားလိုက်အမေပစိုးရွှွန်ထားလိုက်နော်အဲ့ဒါလိုတွေကြီးကြုံလို့အိမ်ပေါ်လို့ဆက်ဆံကြတာတွေကမရှိဘူးလားဩစိန်ရွှေဗတ္တမြအိမ်မြေကားနဲ့ငွေသားအမွေပေးနိုင်မှအမေမဟုတ်ရိုင်တဲ့တဲ့အတွင်းလဲခင်းအိမ်နေစရာတိုးဖဲကပေးခဲ့အခုလိုမိုးမလုံလေမလုံရဲ့အမေကမိုးတန်လေတန်ကိုအပြင်ကကာကွယ်ပြီးတော့သားကိုအတွင်းဘက်မှာထားခဲ့တယ်ဒီရိုင်တဲ့တဲ့အတွင်းလဲခင်းအိမ်နေစရာတိုးဖဲကပေးခဲ့အယိုးဟင်းတစ်ဖဲစီဝေအမေဟာဘယ်တော့မှအရင်မစားပြတ်ဘူးသားတို့ကြွေးတယ်သမီးကိုကြွေးတယ်သူတို့စားလို့ကြံတဲ့အယိုးရင်းကြမှာပဲနောက်ဆုံးအမေစားဖြစ်တာပါပဲဒါတွေကမိခင်တိုင်းသိနေတာပဲမသိတာကတို့သားသမီးတွေပဲအယိုးဟင်းတစ်ဖဲစီဝေထမင်းကိုအတူတော့ဘိုင်းမောက်တော့အတူတူချင်းတောင်မရှိခြုံဆောင်မရှိခင်းအိတ်စရာဖြာမရှိလို့ချင်းကိုသွေးလူအတူတူကြဘိုးသွေးလူအတူတူအပူကိုမျှဝေဒုက္ခကိုပိုးမိုးလေးနဲ့စေတ
ပညာအမွေရွှေအိုရိုးသားမှုဂုံတိတ်ခါမေတ္တာအကျဉ်းနာမတပါသားရဲ့ကာမပေးနိုင်ပေမဲ့လေမိမိဟောဒီရင်ပတ်တဲ့ကသားပေါ်မှာချစ်တဲ့မေတ္တာတရားတွေကိုသားလိုတလောက်ယူပါသမီးရတလောက်ယူနိုင်ပါတယ်အကျဉ်းနာတရားတွေလိုတလောက်မေတ္တာတရားတွေလိုတလောက်တော့ဟောဒီကအမေပေးနိုင်တဲ့သားဟောဒီကအမေပေးနိုင်တဲ့သမီးနော်မေတ္တာအကျဉ်းနာမတပါအခြားပေးစရာအထွေထွေမွဲတော့လေအမေဟာအမေပါပဲရဲ့လို့ပန္တိတာပညာရှိသူတော်ကောင်းတို့သည်ဩဝါဒတိကောင်းစွာမဲ့တွေမိကြတော်မူခဲ့ပါပေတည်းလူအပေါင်းတို့အားလူသားပြည်သို့တည်ယူပို့ဆောင်ဒုက္ခတောင်ကြီးအမောင်စီလေသာသမီတံခါစီခံသူဒီလောကကြီးဒီပရိသတ်ကြီးကိုဒီလောကကြီးတဲကိုတည်ယူပို့ဆောင်ခဲ့တာဝမ်းနဲ့လွယ်တည်ခဲ့ရသူကသူများလားအမေပဲလားမှန်ပါဗျာလူအပေါင်းတို့အားလူသားပြည်သို့တည်ယူပို့ဆောင်ဒုက္ခတောင်ကြီးအမောင်စီလေသာသမီတံခါစီခံသူသာသမီတံခါစီခံခဲ့သူဆိုပါလားနော်သာသမီတံခါစီခံသူအန္တရေဘီကာကွယ်ပေးသူမွေးမြူဝော့ရဲ့အသက်နဲ့လဲသူဘာနဲ့လဲသူလဲတခါကြီးကိုမွေးတဲ့နေဓမ္မကြီးကိုမွေးတဲ့နေကဥစဉ်တို့ကိုမွေးတဲ့နေကအမေဟာသင်မင်းရဲ့စက်တလိမ့်မှာဆက်ခင်းပြီးတော့အသက်နဲ့လဲခဲ့ရသူပါအသက်ဆော့ပြီးတော့မွေးခဲ့တာနော်သူတော်ကောင်းတို့ဥစဉ်တို့ကိုအုံမုတ်ခွင့်နဲ့လဲထားတာလားအသက်နဲ့လဲထားတာလားနော်ကိုအတွက်အသက်ပေးဖို့သူပေးနိုင်သူဆိုတာသူများလားမိခင်ပဲလားဒါကိုများတက္ကကြီးတို့တက္ကမကြီးတို့အမေကိုမိဖို့ကြောင့်မှခိုင်းရပလေတယ်သူများတွေများဖျားတဆူဂူတလုံးအိမ်ဥခန်းမှာဖျားတဆူဂူတလုံးကဲ့သို့ကိုးကွယ်ကြစီကပ်ကြပူဇော်ကြတယ်ကိုမှတော့အစေခံလုံနေကြတာဒီကျေးဇူးသိလို့လားကျေးဇူးမသိလို့လားမိဘကျေးဇူးမြင်းမို့ဥတဲ့မြင်းမို့တောင်တဲ့ကြီးတယ်နော်အဲ့ဒီမြင်းမို့တောင်တဲ့ကြီးတဲ့ကျေးဇူးကြီးကိုတောင်မှမမြင်တော့ဘူးဆိုရင်ကိုမျက်စိကကောင်းနေလားကန်းနေလားဝနေတော်နိုင်နေသောအန္တာမဟိန်သောကျွဲကန်းကြီးတို့ပါသည်တော်ထဲမှာနေတဲ့ကျွဲကန်းကြီးဘာမြင်လဲဘာမှမမြင်ဘူးကိုကလည်းမြင်းမို့တောင်ထက်ကြီးတဲ့အသက်ပေးမွေးခဲ့တဲ့ကျေးဇူးကိုတောင်မှမမြင်ဘူးဆိုရင်ကိုကကျွဲကန်းတကောင်ကိုကဘာကန်းတကောင်လဲအိုးဒီကောင်လေးကနိုင်ငံเจ้า၄-၅ခေါက်ရှိပြီဘွဲကဘယ်နှခုယူပြီးသွားပြီနော်ဘွဲဘယ်လောက်ပဲရနိုင်ငံသားကိုဘယ်နှခေါက်ပဲသွားမိဘကျေးဇူးမသိရင်ကျွဲကန်းပဲမိဘကျေးဇူးမသိရင်ဘာကန်းပဲလဲဝနေတော်နိုင်နေသောအန္တမဟိသောကျွဲကန်းကြီးတို့ပါသည်ဟု၍ဩဝါဒတိကောင်းစွာမဲ့တွေမိကြတော်မူခဲ့ပါပေတည်းလူသားပြည်သို့တည်ယူပို့ဆောင်ဒုက္ခတောင်ကြီးအမောင်စီလေသာသမီတံခါစီခံသူအန္တရေဘီကာကွယ်ပေးသူမွေးမြူဝော့ရဲ့အသက်နဲ့လဲသူဘာနဲ့လဲသူလဲမွေးမြူဝော့ရဲ့အသက်နဲ့လဲသူအပူအမောမညူတော်သူကျမကြီးတော်မှရစ်ကြွေးတယ်နော်တို့အမေရှာမကြွေးပဲမနေခဲ့ပါဘူးရင်မဖြစ်တဲ့သွေးရင်သွေးကိုတောင်မှတိုက်ကြွေးခဲ့သူကသူများလားအမေပဲလားဒါကြောင့်မို့လို့တက္ကကြီးတို့မြင်းမိုးတောင်တဲ့ကြီးတဲ့ကျေးဇူးဆိုတာမိမိမှာရှိတယ်ဘယ်သူမှရှိလဲမိဘရှိမှဇာတိရ၏ဇာတိရှိမှဘဝဖြစ်၏မိဘမရှိဘဲနဲ့ဇာတိပဋိသန္ဓေနေလို့ရမလားဇာတိပဋိသန္ဓေမနေဘဲနဲ့ဘဝတစ်ခုဆိုတာဖြစ်မလားမိဘရှိမှဇာတိရ၏ဇာတိရှိမှဘဝဖြစ်၏ဘဝဖြစ်သည်လူဖြစ်ပြီလားစဉ်းစားသမိသားတို့စီးပွားပြည့်စုံကြီးပွားယုံဖြင့်လူကုန်သိက္ခာရှိနိုင်ပါသလားလက်မစုံဘွဲဝယုံကြောင့်လူကုန်သိက္ခာတက်နိုင်ပါသလားလူဆိုသည်ကလူတရားနဲ့လူသားတာဝန်လူမကြွန်ဖို့လူဆိုတာလူတရားကိုသိရတယ်လေ
အမိအဖရဲ့ကျေးဇူးနော်ကိုယ့်ကိုအသက်နဲ့ဘဝကိုပေးခဲ့တဲ့မိဘနှစ်ပါးရဲ့ကျေးဇူးကိုပြန်လည်ပြီးတော့သိတ္တမှသာလျှင်လူကိုတရားကြည်တော်တဲ့လူသားတစ်ယောက်ဖြစ်မယ်ဆိုတာမသေးချဘူးလားအဲ့ဒါလို့ကျေးဇူးကိုမမြင်ရင်ကြွယ်ခမ်းတော့ကျေးဇူးမမြင်ရင်ကျုပ်တို့ပါခမ်းကြီးပဲလေနော်အဲ့ဒါကြောင့်မို့လို့သူတော်ကောင်းအပေါင်းတို့ဇာတိရှိမှဘဝရှိဘဝဖြစ်ဒီလူဖြစ်ပြီလားစဉ်းစားသမီးသားတို့စီးပွားပြည်စုံကြီးပွားယုံဖြစ်လူကုန်သိက္ခာတက်နိုင်ပါသလားလက်မှတ်စုံဘွဲဝယုံကြောင့်လူကုန်သိက္ခာတက်နိုင်ပါသလားလူဆိုသည်ကလူတရားနဲ့လူဆိုသည်ကလူကျင့်ဝတ်တရားနားမလဲရင်ကြွယ်ကန်းတော့လူဆိုသည်ကလူတရားနဲ့လူသားတာဝန်လူမကြုံဖို့လူလွန်မှသာလူနဲ့မာတယ်ခဏခက်လူလွန်မှသားတွေတော်တော်များတယ်နော်။အိုးကြည့်ဒကမကြီးရဲ့တနေ့လေးဦးစင်းဆွမ်းစားပဲလို့ဆိုကြွသားတယ်အမေကလေးတဲ့လှုပ်ထားပါကင်ထားပါဆိုတာပြောကိုလို့မရဘူးတဲ့နော်သူ့အမေကိုငေါ့နေတာလေမိဖို့ထဲမှာခိုင်းမရလို့ကြည်အိမ်ပေါ်တယောက်လို့လုံနေတယ်နော်မာတရီပိတရီစာပေယောသမ္မာပฏิပေစတိမြတ်စွာဘုရားကကျေးဇူးတရားနဲ့တန်းစီပြတဲ့နေရာမှာမာတရီပိတရီအမေဟာနံပါတ်1အမေဟာနံပါတ်ဘယ်လောက်လဲကျေးဇူးတရားနဲ့နော်ကျေးဇူးတရားနဲ့တန်းစီလိုက်တော့အမေမရှိရင်သိဒ္ဓထရှိလားသိဒ္ဓထမရှိရင်ဂေါရမရှိလားဒါကြောင့်ဟောဒီကဘာလောကကြီးရဲ့အတွေ့အမေဟာနံပါတ်1အမေဟာနံပါတ်ဘယ်လောက်လဲမာတရီပိတရီစာပြီးအဖေဟာနံပါတ်2အဖေဟာနံပါတ်ဘယ်လောက်လဲ3နံပါတ်ဟာငါဖရာ3နံပါတ်ဟာ4နံပါတ်ကယဟန်တန်ဃာလို့ကျေးဇူးတရားနဲ့စင်တန်းပြီးတော့မပြဘူးလားထိတ်ဆုံးမှာအမေထိတ်ဆုံးမှာအခုတော့ဂဏိခေတကာကြီးတွေတက္ကမကြီးတွေကဘိတ်ဆုံးမှာအမေလွဲမသွားဘူးလားဖယားကအမေကိုထိတ်ဆုံးမှာထားတာနော်အိုးဖယားစကားနာမထောင်ကြတဲ့တို့တွေကဘိတ်ဆုံးမှာအမေကိုထားတယ်အမေကိုအစိကံလိုခိုင်းတယ်အိမ်ပေါ်လိုဆက်ဆံတယ်အမေရင်ကွဲမတတ်ခံစားရတော့မှာပဲဒါကြောင့်လက်မစုံဖွေးဝယုံကြောင့်လူကုန်သိက္ခာတက်နိုင်ပါသလားလူဆိုသည်ကလူတရားနဲ့လူသားတာဝန်လူမကျွမ်းမလူပိသားကြပါတဲ့ရေလို့ပန္တိတာပညာရှိတို့သည်ဩဝါဒတိဆုံးမစကားမေးကြတော်မူခဲ့ပါပေတည်းအရာဝတ္ထုအဆူဆူကိုအန်တုစေခင်းရင်ဆိုင်ခြင်းတဲ့သေမင်းအပေါ်စိန်ခေါ်ရမှုအန်တုရခြင်းစေခင်းရခြင်းပူပြီးခေအသက်ဘေးကြီးပူ၍နီဖြီစီဒုက္ခပူပြီးရ၏အာဂမိခင်တတ္တိရှင်ကမမြင်ရသေးရင်မသွေးကိုရင်သွေးသမ္မတစိတ်ခတ်ကစိတ်ဓာတ်အရာမှလည်းမ၏မေတ္တာဤသွေးမွေးလည်းမွေး၏ဘေးအတန်တန်ရန်အလိုက်လိုက်ချမ်းရန်ဝိုင်းလေတူဆိုင်မရှိပဋိသန္ဓေသွေးအမွေကိုမွေးမေသေးဆောင်သွေးအမေကိုမွေးမေသေးဆောင်သေမင်းတောင်၌အောင်လန်းစိုက်ထူတိုက်ဝသူဒီနိုင်ရတရားမရှိညာလူသားမိခင်စွမ်းပကအရာရာကိုအန်တုစက်ခင်နာစိတ်မြေတလဲမှာစက်ခင်ကြတယ်ဆိုတာအမေကလည်းပဲယောက်ျားဖောင်စီးရင်မိန်းမဘာဖြစ်လဲအဲ့ဒါအမေရဲ့စက်တလင်းပဲလေအရာဝတ္ထုအဆူဆူကိုအန်တုစက်ခင်ရင်ဆိုင်ခြင်းတဲ့သေမင်းအပေါ်စိန်ခေါ်ရမှုအမေဟာသေမင်းကိုစိန်ခေါ်ရဲတယ်စိန်ခေါ်ဖို့တယ်စိန်မခေါ်ဘူးဆိုရင်တို့သားသမီးဆိုတာရှိလာအောင်မလားသေမင်းအပေါ်စိန်ခေါ်ရမှုအသက်နဲ့လောင်ကြီးတင်ပြီးတော့ထတ်တူပြူပြီးတော့မွေးဖွားခဲ့ရတယ်နော်သေမင်းအပေါ်စိန်ခေါ်ရမှုအန်တုရခြင်းစက်ခင်ရခြင်းပူပြီးခဲ့၏အသက်ဘေးကြီးပူ၍နီး၏အသက်ဘေးကြီးဖြီစီဒုက္ခပူပြီးရ၏အာဂမိခင်တတ္တိရှင်ကမမြင်ရသေးရင်မသွေးကိုရင်သွေးသတ်မှတ်တဲ့စိတ်ခတ်ကဘိုက်ထဲမှာဖြူသလားမဲသလားပိန်သလားဝသလားမသိဘူး
ဘာလေးမွေးမွေးအကုန်ချက်တော့မှသူများလားအမေလားမမြင်ရသေးရင်မသွေးကိုရင်သွေးတတ်မှတ်တစိတ်ခတ်ကငါသားလေးပဲတစိတ်ခတ်လိုက်ပြီငါသမီးလေးပဲအသေးနှလုံးလေးပဲမမြင်ရသေးရင်မသွေးကိုရင်သွေးတတ်မှတ်တစိတ်ခတ်ကစိတ်ဓာတ်အရာမာလဲမာအေးမေတ္တာဤသွေးမွေးလဲမွေးအေးအမွေးဆုံးသောမေတ္တာဟာဘသူယင်ထဲမှာရှိမလဲဒါကြောင့်နော်ကိုကောင်မလေးကကိုဘလောက်ချစ်ပါတယ်ကိုကောင်လေးကကိုဘလို့ချစ်ပါတယ်လို့ဘလောက်ပဲချစ်တယ်လို့ပြောအမေလောက်မချစ်ဘူးဆိုတာယုံလိုက်နော်ဘသူတွေဘလောက်ပဲကိုချစ်တယ်လို့ပြောဘသူလောက်မချစ်ဘူးလေပြည်ဆုံးတဲ့အချစ်ဆိုတာအမေမှသာရှိတယ်အခြားမရှိနိုင်ဘူးရှိမလားမမြင်ရသေးရင်မသွေးကိုရင်သွေးတမ်းမှတစိတ်ခတ်ကစိတ်ဓာတ်အရာမာလဲမာအေးမေတ္တာဤသွေးမွေးလဲမွေးအေးဘီအတန်တန်ရန်အလိုက်လိုက်ချမ်းရန်ဝိုင်းလဲတုံဆိုင်မရှိပဋိသန္ဓေသွေးအမွေကိုမွေးမိသေးဆောင်သေမင်းတောင်၌အောင်လန်းဆိုင်ထုတိုက်ဝသူဒီနိုင်ရတရားမရှိညလူသားမိခင်စွမ်းပကားပါပဲရဲ့လို့ပန္တိတာပညာရှိတို့သည်ဩဝါဒတိမိမိရဲ့ရင်ကိုပုံကံမိမိရဲ့ရင်ကိုစုံကံလိုသူများရွှေနတော်ကြအောင်ကောင်းစွာမဲ့သွေမိတ်ကြတော်မူခဲ့ပါပေတည်းဆွေလာတန်ဒီနေတိကသာသာလချမ်းသာရစိတ်ငါဟုပဋိသန္ဓေလေးရပြီဆိုရင်လေအပူအစာစခါနော်အပူအစအခါအငန့်အမိဘာမှစားမရတော့ဘူးကြည်အမေတိတ်ကြိုက်တဲ့အစာအသောက်တွေကိုလည်းသားသမီးတွေ့ဆိုတော့စောလို့ရတယ်နော်မစောရဘူးလားဟိုမွေးမွေးလောင်းလေးကစားချင်တာစားလို့ရရဲ့လားတက္ကမကြီးပြောတန်ကြဘူးတဲ့ငရက်တောင်မှဖေးမှာပါလေအမိကွက်ပါရင်မစားရဘူးဆိုလားကြည်နော်အမေဒုက္ခစားကျင်တာစားလို့ရသေးလားနော်ဒါကြောင့်သူတော်ကောင်းပေါင်းတို့ဆွဲလာတန်ဒီနေတိကသာသာလချမ်းသာရစိတ်ငါဟုမအီမတပူစာစာခါမစာတိုရထားကြွားဖြည်းဖြည်းကိုအရေးထက်ဆဲစတဲ့၍ကိုအရေးထက်ဆဲစတဲ့၍အသက်တဲ့ကျင်နာသားကိုသားလျင်ချမ်းသာမြင်ကြောင်းလက်ဆက်ချောင်းကိုအုတ်ခေါင်းမှဆင်တောင်းစုစင်လေရဲ့ဘိုက်တဲ့ကသားသားလေးမိမိလေးကျမ်းမာပါစေချမ်းသာပါစေခြေလက်အင်္ဂါအပြည့်စုံမွေးဖွားပါစေယောဂဗျာကင်းကင်းနဲ့မွေးဖွားပါစေလို့နေရောညရောလက်ဆက်ချောင်းအုတ်ခေါင်းမှတင်တောင်းစုစင်နေသူကသူများလားအမေပဲလားနော်ကိုတွင်ကြောက်ဖွယ်ကိုဝဲဒုက္ခကိုရသောမိမတို့မှမိမေတ္တာဖြင့်မတမီကြုံလီကိုနှုတ်ဥတုငုံ၍သွေးဖို့အောင်ကပြည့်နှုတ်လျာနဲ့ယွန်ရှာပြုတ်အံပူပန်းကြိုက်ခဲဝတ်ထဲလိုက်ခုံတုံသည့်နှလုံးမပြုံးရွှင်လေးတငွေငွေဒီကြည်နော်အမေရဲ့ဒုက္ခတွေမကြည်လောမှုလားအမေကလေးသိလာခြင်းနဲ့အမေတို့ကိုဝန်လေးလွယ်လိုက်တယ်ဆိုတော့ငပူရင်းကြီးလို့သူသိမ့်မြတ်နိုးတဲ့သူအလှရှိသေးလားတခါလေလမ်းဘေးမှာထိုင်ပြီးတော့ online အန်လိုင်းနဲ့အရှက်တရားတွေကိုရှိသေးလားသာသမီဒုက္ခတွေနော်တခါကြီးတို့တက္ကမကြီးတို့အတွက်ဆင်းရဲခရတဲ့အမေဒုက္ခတွေမြင်စေချင်ပါတယ်နော်ဒါကြောင့်သူတော်ကောင်းတို့မိမတို့မှာမိမေတ္တာဖြင့်မတမီကြုံလီကိုနှုတ်ဥတုငုံ၍သွေးပုတ်အောင်ကပြည့်နှုတ်လျာနဲ့ယွန်ရှာပြုတ်အံပူပန်းကြိုက်ခဲဝမ်းထဲလိုက်ခုံတုံသည့်နှလုံးတုံသည့်နှလုံးမပြုံးရွှင်လေတငွေငွေဒီရစ်စစ်ဖွားငါရောက်တော့ခါလဲဆိုရမရှိမချိမှုဝေသဲဥကြွေများမချိမှုဝေသဲဥကြွေများမိုးမြေမမြင်ခါတင်ရင်တောက်ကြောလုံးအောက်လည်းရဲ့ခံခောက်ခံခဲ့ဆင်းရဲနဲ့သည်အသက်ပေးသောပွဲပါသည်ဘာပေးသောပွဲပါလဲအမေကတခါကြီးတွေ့တခါမကြီးတွေ့ဦးစင်းတို့အတွက်အသက်ပေးတယ်နော်ကျုပ်တို့ကပစိုးလေးတစ်ထည်လောက်များဈေးမှာအမေကြောလို့သွားရွေးမယ်ဆိုရင်အိုးဒီဟာ1000ကျော်တန်များတယ်3000တန်ဆိုတော့ပေါ့နော်အမေကိုပတ်စံလေးတရွက်ပေးဖို့စက်ကူလေးတရွက်ဆက်လက်တွေတုံးနေတယ်ဟ
ကိုကအသက်ပေးဖို့သူနော်ဘာပေးဖို့သူလဲဆိုရမရှိမချိမူဝေတက္ကမကြီးခေါင်းမှာအင်ကြီးစွာကြီးရေစောပြီးပတ်ထားနော်မချိမူဝေသဲဥကျွေများအသက်နှလုံးတွေကျွေကြကုန်မလားတဲ့အမေခံစားရတဲ့ဒုက္ခမကြည်မဘူးလားတက္ကကြီးရဲ့ဒီအကြောင်းလေးကိုပြန်တွေးကြည့်ပါတက္ကမကြီးတို့ဦးစင်းတို့ပြန်တွေးကြည့်မယ်ဆိုရင်အမေရဲ့သားအတွက်အဲ့တလောက်ထိတောင်အနစ်နာခံခဲ့တာလားသမီးအတွက်အဲ့တလောက်ထိအသက်ကိုနာပေးစေခဲ့သူအမေပါလားလေလို့သိရင်အမေကိုကြီးကြုံလို့ပြောရမလားခိုင်းရမလားအခုတော့ဒီတရားတွေကိုမသိတဲ့အခါကျတော့အိုးသူတို့နော်ဒီလိုမျိုးထော်လော်ကလတ်တွေမလောက်ကြဘူးလားဒါကြောင့်သူတော်ကောင်းပေါင်းတို့မိမိရဲ့ဘဝမှာမိမိရဲ့အောင်မြင်မှုတွေကြောင့်တော်လာတဲ့တက်လာတဲ့ဆိုလို့ရှိရင်နော်မိမိတော်လာတဲ့မိမိတက်လာတဲ့ဆိုလို့ရှိရင်သူတော်ကောင်းတို့ကျုပ်တို့ကအခုဘွဲတွေရပညာတွေတက်အရာရှိကြီးတွေဖြစ်လာပြီဆိုရင်ကာကြီးတစ်လုံးပြိုင်းပြန်သလားလို့မေးနေတဲ့အမေကိုလေဟိုးစာတတ်ပေတတ်တွေမှမဟုတ်တာအမေလက်ထက်တုန်းကငါပြတ်စုပ်ပြားနေတာငါတို့လက်ထက်ကြမှာငါဘွဲရငါပညာတတ်လို့ငါတော်ငါတတ်ငါမြတ်လို့ငါဘဝကြီးကြီးပွားတိုးတက်အောင်မြင်လာတာအမေကျေးဇူးမပါဘူးလို့ဒီတိုင်းထင်နေကြတာတွေမရှိဘူးလားရှိတယ်နော်ကဲသူတော်ကောင်းတို့ငါဘဝရဲ့ငါအသေးရဲ့ငါဘဝရဲ့ငါရဲ့အောင်မြင်မှုတွေရဲ့ငါရဲ့ပိုင်ဆိုင်မှုတွေအလုံးကိုပြန်စစ်ကြည့်ပါအခုနံပါတ်1အခုတရားကြီးတို့ဦးဇင်းတို့ကိုယ်နှလုံးသားကိုကြည်စမ်းဒိတ်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 နဲ့ရင်ထဲမှာခုံးမနေဘူးလားအဲ့ဒီခုံနေတဲ့သွေးရမူရင်းကိုပြန်ကြည့်တို့ကသွေးတစ်စက်နဲ့လူဖြစ်လာတာနော်အဲ့ဒါဆိုရင်သွေးမူရင်းကဒီသွေးကဘသူရဲ့သွေးဆိုရင်အမေရဲ့သွေးအဖေရဲ့သွေးမိဘရဲ့သွေးခုနှလုံးသားထဲမှာဒိတ်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 ခုံနေတာမိဘသွေးမဟုတ်ဘူးလို့တခါကြီးညင်းမလားတက္ကမကြီးတို့ကိုညင်းမလားညင်းပါဗျာ။အော်ကဲဟုတ်ပြီဒိတ်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 နဲ့ခုံတော့ကျုပ်တို့အသက်ရှင်နေပြီနော်။အကယ်လို့ထပ်ခနဲရသွားမယ်ဆိုရင်ကျုပ်တို့အသက်ရှိအောင်မလား။ရှိပါဗျာ။အော်စက္ကန့်တိုင်းမှာအသက်ရှင်ဖို့ရန်အတွက်အသက်ရှိနေဖို့ရန်အတွက်အသက်ကိုရှင်သန်ခွင့်ကိုပေးနေတာမိဘရဲ့ကျေးဇူးတရားတွေပါ။ဘသူကျေးဇူးလဲမပါဘူးလို့ပြောရသလားမိဘကျေးဇူးမပါဘူးလို့ပြောရဲသလားပြောနိုင်ပါမလားအေးဒါကြောင့်အခုကကလေးတွေကလေဖနှောက်တန်စုလို့မြောက်ကြွနဲ့ငါလက်ထက်မှာကြီးပွားတိုးတက်အောင်မြင်လို့တိုင်းနဲ့ကားနဲ့စိတ်နဲ့ရွှေနဲ့နေနိုင်တာအမေလက်ထက်မှာငါပွေရီဂျိုနဲ့ငါတလဲပြတ်တလဲပါငါတော်လို့ငါတက်လို့ငါအောင်မြင်လာတာအမေကျေးဇူးအဖေကျေးဇူးမပါဘူးလို့နှစ်ထင်းသွေးရောက်ပြီးတော့ဘဝင်မြောက်နေမယ်ဆိုရင်နှလုံးသားကိုပြန်ကြည့်ပါဘယ်ကိုပြန်ကြည့်နှလုံးသားပြန်ကြည့်ရပါဗျာခုံနေတဲ့သွေးရဘသူသွေးလဲအမေအဖေတို့ရဲ့သွေးမိဘရဲ့သွေးဘသူသွေးလဲပြိဿကြီးညင်းမလားမဟုတ်ဘူးလို့လေမညင်းနိုင်ဘူးနော်ဒီလိုဆိုရင်စက္ကန့်တိုင်းမှာကိုယ့်ဘဝမှာအဖိုးမဖြတ်နိုင်ဘူးကိုယ့်ဘဝမှာဘာအရာနဲ့မှမလဲနိုင်တာကိုယ့်အသက်ပဲနော်အသက်ကိုဖျားပေးမလားတရားပေးနိုင်သလားဒီကမ္ဘာလောကမှာရှိသမျှပုဂ္ဂိုလ်တွေတလောကလုံးကိုရှာကြည့်အသက်ကိုပေးနိုင်တဲ့ပုဂ္ဂိုလ်ရှိလားအဲ့ဒီပုဂ္ဂိုလ်ကနှစ်ယောက်တည်းအမေနဲ့အခုဒိတ်ဒိတ်နဲ့အမေသွေးဖေသွေးကခုံပေးနေလို့ကျုပ်တို့အသက်ရှင်နေတာအသက်ရှိလို့ဘဝရှိနေတာအသက်ရှိလို့ဘဝရှိလို့အောင်မြင်မှုတွေရနေတာအောင်မြင်မှုတွေရလို့ပိုင်ဆိုင်မှုတွေရှိနေတာအရာရာဟာမိဘကျေးဇူးကြောင့်အရာရာဘယ်သူကျေးဇူးကြောင့်လဲနော်မပါဘူးလို့ပြောရသလားနော်ခုမိဘကျေးဇူးမပါဘူးဆိုရင်အခုဓာတ်ကနေရသွားမယ်နှလုံးသွေးထပ်ကနေရသွားမယ်ဘိုင်းကနေလဲသေးပဲအသက်ရှိအောင်မလားအသက်မရှိရင်ဘဝကောဘဝမရှိတော့ရင်အောင်မြင်မှုဘွဲရဓာတ်ပုံကြီးတွေရှိအောင်မလားပိုင်ဆိုင်မှုတွေရှိအောင်မလားမိဘကျေးဇူးမပါရင်ဘာတစ်ခုမှမရှိတော့ဘူးဒါကြောင့်လောကရဲ့အလှတရားတွေအလုံးဟာမိဘကျေးဇူးကြောင့်ပါဘသူကျေးဇူးကြောင့်
အမေကျေးဇူးမပါဘူးလို့ပြောမလားအဖေကျေးဇူးမရှိဘူးလို့ပြောဖို့သေးလားအဲ့ဒီလိုသူတော်ကောင်းတို့ကိုယ်နှလုံးသားထဲမှာဘယ်လူဘယ်နဲ့ဘယ်ဖြစ်မှဘယ်ပုဂ္ဂိုလ်မှမပေးနိုင်တဲ့အရာဟာအသက်ဖြစ်ပါတယ်ဘယ်သူမှမပေးနိုင်တဲ့အသက်ကိုအမေနဲ့အဖေကပေးနေတယ်တခဏလားစက္ကန့်တိုင်းမှာလားစက္ကန့်တိုင်းမှာဒိတ်ခုံးမနေဘူးလားအဲ့ဒါမိဘကျေးဇူးပါဘု து ကျေးဇူးလဲကဲဥစဉ်ဒီညမှာပေးလို့တာဒီဓမ္မလက်ဆောင်လေးဖြစ်တဲ့ကဲပြန်ပြောကြည့်မိဘပေးထားနှလုံးသားသွေးခုံထားရေးအတွေ့ငါအသက်နဲ့ဖြစ်ပေါ်၍လာအရာရာငါဟာမိဘကျေးဇူးကြောင့်ငါဆိုတာဘု து ကျေးဇူးမိဘကျေးဇူးမပိုင်ရင်အသက်တစ်ချိန်ရှူကြည့်ရမလားအခုနှလုံးသွေးရရင်ဘိုင်းကနေလဲသေးပဲကျုပ်စကားတခွန်းပြောတယ်ထက်ကနေနှလုံးရသွားမယ်ပြောလို့ရမလားဩဒါကြောင့်မို့သူတော်ကောင်းတို့မိဘရဲ့ကျေးဇူးကိုအပြည့်မှမရှာနဲ့ရင်ထဲမှာရှာကြည့်ပါစက္ကန့်နဲ့အမျှရှိနေတယ်မရှိဘူးလားဒါနဲ့များတခါကြီးတို့ကမိမိသားလေးကားဝယ်နိုင်ဖို့တိုက်ဆောင်နိုင်ဖို့သားစူးစမ်းနေတာတနေ့နေ့တော့အမေကျေးဇူးဆက်မယ်နော်မေနော်လို့ပြားရည်နဲ့ဝန်ချတယ်လေတနေ့သားချအာရပါရစัจကျင်လာသေးပါဇကလေးဖြင့်စိတ်ကူးခိုးငွေတဝေဝေဖြင့်နေရွှေညာရွှေဘဝမေ့သူနေရွှေညာရွှေနှလုံးသားထဲမှာမေနဲ့ဖေရဲ့ကျေးဇူးတရားကိုရှာမတွေ့တဲ့ပုဂ္ဂိုလ်အလုံးကဘဝမေ့ဘာမေ့နေလဲကိုဦးဇင်းပြိတ္တကြီးဒိတ်ဆိုတဲ့အတန်တွေကစက္ကန့်တိုင်းမှာကြားမနေဘူးလားအဲ့ဒါဘု து ကျေးဇူးလဲမိဘကျေးဇူးဘု து ကျေးဇူးပါလေစัจကျင်လာသေးပါဇကလေးဖြင့်စိတ်ကူးခိုးငွေတဝေဝေဖြင့်နေရွှေညာရွှေဘဝမေ့သူနေရွှေညာရွှေဒီလိုလက်မလေးထောင်ပြီးတော့လေငါနေငါနံငါဘုံကံဟုငါမန်ကဲဝံငါဆွဲမော်သူဘာဆွဲမော်သူလဲငါတော်လို့လေငါကြိုးစားလို့ငါဘွဲရတာငါအောင်မြင်တာလေငါအင်ဂျင်နီယာငါဆရာဝေါ်ငါတထေးတကြွယ်ဖြစ်တာငါတော်လို့ပေါ့ငါနေငါနံငါဘုံကံဟုငါမန်ကဲဝံငါဆွဲမော်သူဘာဆွဲတွေမော်လဲငါကြောင့်အရာရာပေါ်နေတာလားမိဘကျေးဇူးကြောင့်ရှိနေတာလားငါအသက်ငါဘဝငါရဲ့အောင်မြင်မှုငါရဲ့စီးစိမ်ငါပိုင်ဆိုင်မှုတွေအရာရာဟာဘု து ကျေးဇူးကြောင့်ငါနေငါနံငါဘုံကံဟုငါမန်ကဲဝံငါဆွဲမော်သူမိဝံဖဝံမကြည်ပေါ်မဲ့သမီးမော်သားကောင်းဖြစ်စေကြောင်းဟုချောင်းမြောင်းကြံစီညံပလီသူအကျဉ်လူသားသင်မှုကတရားနောင်တနောင်မရလေရင်တရားနောင်တဒီတရားမျိုးကိုအမေသိပြီးမှနာရရင်ကွဲပြီဥစဉ်လေးနာအခုဒီတောသားမျိုးတဲ့အခုမျိုးကိုရောက်လာတယ်ဥစဉ်မှာတကားလဲတရားမှပါမလားနော်ဥစဉ်ဟိုဥစဉ်ရဲ့တပည့်ဥစဉ်လေးတစ်ပါးရဲ့ကာမောင်းပို့တဲ့တကားလေးတရားနှစ်ယောက်တည်းဆွေမရှိမျိုးမရှိတကောင်တွေ့ရေမျောကန်းတင်လဲလဲနေတယ်ငွေကလေးကအမေသေးတယ်ဆယ်နှစ်သားမှအဖေဆုံးတယ်နော်အခုလိုနှလုံးသားထဲမှာကျေးဇူးတရားတွေကိုသိနေခဲ့မယ်ဆိုရင်အမေပြန်လာလို့ရရဲ့သားစီကိုလာခဲ့ပါကျေးဇူးစัจကျင်လွန်လို့ပါဘာစัจကျင်လို့လဲအခုဦးစင်းမှာအမေမရှိဖေမရှိဘူးလေဆက်လို့ရအောင်မလားမရပါဘူးဗျာဆက်ခွက်ကိုကြုံသေးလားကြုံပါဘူးဗျာအေးအဲ့ဒါလို့တရားနောင်တနောင်မရလျင်နောင်တနောက်ဝဲတဲ့နောက်ွယ်မှတောင်ဆွဲနေွယ်တော်မြည်နီသားနဲ့သမီးဘယ်သို့ဒီမိဘကျေးဇူးဆက်ပြည့်အောင်မြည်နီရဲ့လို့ပန္တိတပညာရှိတို့သည်ဩဝါဒတိသာဆိုသမီးမိုက်များရွှေနတော်ကြအောင်ကောင်းစွာမဲ့သွေဟောကြားတော်မူအပ်ပါပေတည်းအသက်တစ်ကြိမ်ရှူတိုင်းမိဘကျေးဇူးကိုသတိရပါ
အသက်တစ်ကြိမ်ရှုတိုင်းနော်ဘယ်နေရာကိုသွားဘယ်စကားကိုဆိုဘယ်လိုကိစ္စကြုံဘယ်အာယုံကိုပြည့်ဘယ်အတွေးကိုဖန်ဘယ်အကြံကိုလှုပ်ဘယ်အထုပ်ကိုပြင်းဘယ်အသွင်ကိုတွေးဘယ်မွေးလျော်ရာရှာအခါခါမလမကွာပြအောင်ချက်တတိထထရှိလောမိဘကျေစုမြင့်မို့ဦးဒီမိဘကျေစုဘယ်နေရာကိုသွားအောင်မြင်မှုပန်းနိုင်စီကိုသွားနေသလားနှလုံးသွေးထက်ကနေရဘိုင်ကနေလဲသည်ခြေတလန်းလို့မရဘူးမိဘကျေးဇူးမပါရင်ခြေတလန်းလို့ရမလားဒီမှာဒိန်ခုန်နေတာမိဘကျေးဇူးမိဖေတို့ရဲ့သွေးနော်အဲ့ဒီသွေးကထက်ကနေရသွားပြီဆိုရင်ခြေတလန်းကြည့်ပန်းနိုင်စီကိုမသွားဖို့ခြေလန်းခွဲ့ရှိလားစကားတခွန်းပြောခွင့်ရလားဘွဲရဖို့နေသာကာကြီးတစ်လုံးရေးကြည့်နှလုံးသွေးရသွားပြီရေးခွက်ရှိလားဒါကြောင့်သူတော်ကောင်းတို့အရာရာဟာမိဘကျေးဇူးကြောင့်ပါငါတော်ငါတငါမြတ်လို့လားမိဘကျေးဇူးကြောင့်လားနော်ဘယ်နေရာကိုသွားဘယ်စကားကိုဆိုဘယ်လိုကိစ္စကြုံဘယ်အာယုံကိုပြည့်ဘယ်အတွေးကိုဖန်ဘယ်အကြံကိုလှုပ်ဘယ်အထုပ်ကိုပြင်းဘယ်အသွင်ကိုတွေးဘယ်မွေလျော်ရာရှာအခါခါမလမကွာပြအောင်ချက်တတိထထရှိလောမိဘကျေးဇူးမြင့်မှုဦးဒီညွန်နူးလေးများပေးစပ်ဖို့သူဟူသမျှကြာမြည်ရန်ဆိုထိုးမြရန်ဆွေအန္တရေတို့ရန်ပဲခွေစီအဖွဲဒီအစိတ်မသိအယိတ်တီကြီးမားမြတ်တာစွမ်းအင်ဒီရဲ့လို့တေတူကောင်းစွာမဲ့သွေမိတ်ကြတော်မူခဲ့ပါပေတည်းအေးဒါကြောင့်သိစေချင်ပါတယ်သူတော်ကောင်းတို့ဒီလိုမှစက္ကန့်တိုင်းမှာကိုယ့်ကိုအသက်ဆက်ပေးနေတဲ့ကျေးဇူးတရားကိုမမြင်ဘူးဆိုရင်တော့ကျုပ်တို့တွေကမြောက်ဆွမ်းနဲ့နှထင်သွေးရောက်ဘဝင်မြောင်းနေကြတော့မှလေကိုခရီးကိုသွားကိုစီးပွားနဲ့တီးခြားထူထောင်လူရောင်ပြောင်လှထိုခဏတွင်မိဘရင်ခွင်ဝင်ရကောင်းမှမသိကန်းခဲလိုင်းကျန်းလေထန်းလောကဒံရိုက်ဖို့ခလုတ်ထီမှာမိဘထံပြေးဟန်လုံးကျွေးသူပေးတော့တမျိုးယူတော့တထောင်ကိုကောင်းကြံသူသင်လိုလူစသမိသားတို့ကြီးမားမြတ်တာစေတနာဖြင့်မာတာပိတာခွဲလောကြလေဒုက္ခပူပန်ဟောကျွေးဖန်မှာတန်ဝေကတေးမသိဆွေးတဲ့ကြည်အေးသာရှင်းလှုပ်ကျွေးခြင်းသာလင်ငင်းဒိဋ္ဌအချမ်းသာပေမိဘကုံတော်ဩတတာစေပါပဲရဲ့လို့တေတို့ကျေးဇူးဆက်လို့သူများရွှေနတော်ကြအောင်ကောင်းစွာမဲ့သွေဟောကြားတော်မူအပ်ပါပေတည်းလောကခရီးအတိတိတို့ထီအဖုံဖုံနီးအစုံစုံဖြင့်ခိုလုံးရောက်လာဝေနေရငဲ့အာဟုနေရပါဟုနေရအနန္တအခိုင်ဝင်ကျေးဇူးရှင်အားအဘေသားကြီးဘေသမီတို့ဘေနီးဘေပုံယုံကြည်အသည့်ရှိမရှိရှိသည့်အကျွေးပေးမဲ့ပေကျေးဇူးမော်မြတ်ဆမဆစံသားကြည်ရန်လူရထံသို့ကံတရားကပို့ဆောင်သည်ကံတရားကဟောဒီလောကကြီးတဲ့ကိုတက္ကကြီးကိုပို့လိုက်တာတက္ကမကြီးတို့ဦးစင်းတို့ကိုပေးလိုက်တာယုံကြည်အသည့်ရှိမရှိရှိသည့်အကျွေးပေးမပေးကျေးဇူးမော်မြတ်ဆမဆစမ်းသပ်ကြည့်ဖို့လောလိုက်တာအခုတော့ကြည်လောကထဲမှာပေးတော့တမျိုးယူတော့တတောင်ပေးတော့တမျိုးနော်သင်လို့သာသင်မူကပေးသည်သူကမိဘနှစ်ပါးဒီယူသည်သူကသမီးသားဒီပေးသည်သူကပြန်ရကောင်းတို့မျောလဲကိုဖြင့်တစိုးတစည်းမပြိုးမိလဲယူသည်သူကပြန်ပေးရကြောင်းသိဖို့ကောင်း၏ပြန်ပေးရကြောင်းသိဖို့ကောင်းပါတယ်ဗျာဒီလောက်တော့သိဖို့ကောင်းပါတယ်နော်ပေးသည်သူကမိဘနှစ်ပါးဒီယူသည်သူကသမီးသားဒီအဲ့ဒီတော့အခုတက္ကကြီးတို့တက္ကမကြီးတို့ကိုရှေးဆရာသမားတွေရောမြတ်စွာဘုရားသူတော်ကောင်းတွေကပြောတယ်
မိဘကျေးဇူးစမကုံဘူးလို့ပြောတဲ့အခါအခုကဲသိပ္ပံခဲ့လူတွေကအပိုးတွေပါတာတာထိုးထိုးပူပူသေးသေးပြောကြတာစကုံရမှာပေါ့မကုံရှိမလားဒါတက်တက်ပူပူသေးသေးတာတာထိုးထိုးပြောကြတာဂုံယူဝဲကြွားပြောနေကြတာပါလို့ဒီခက်ကလေးတွေရဲ့အတွေ့အထဲမှာမရှိဘူးလားရှိတယ်အမလူထော်လော်ကလည်းအရန်လောက်တာပဲနော်အခုတခါကြီးဥပမာပေါ့အော်အမေကိုသိချစ်တယ်နော်အဖေကိုသိမြတ်နိုးတယ်ဒါကြောင့်မို့တို့ဝါကြောတည်င်းကြောမာကရော့တယ်နော်ဝါကြောမာကရော့တယ်ဝါဝင်မာကရော့တယ်အမေကိုတလတစ်ကြိမ်ဆန်းအိတ်စီပုံလေးပို့တယ်တိုင်းနဲ့ထားတယ်ကားနဲ့ထားတယ်တယ်လီဖုန်းနဲ့ထားတယ်ပတ်စံလေးပုံပေးထားတယ်လိုလေသေးမရှိတခါကြီးတို့ပေးတာကစက်ကူတွေပဲအမေပေးတာကအသက်ဘယ်ဟာကတန်ဖိုးကြီးနေတယ်လဲတခါကြီးပေးတဲ့ပတ်စံတွေကစက်ကူတွေပဲလေနော်အမေပေးတာကအသက်ဘယ်ဟာတန်ဖိုးကြီးလဲဩကိုဘဝမှာအသက်တဲ့တန်ဖိုးကြီးတဲ့အရာရှိသေးလို့လားနတ်မြမာတွေတောင်မပေးတဲ့ကိုအမေနဲ့အဖေကပေးနေတယ်နော်ကဲကြည့်နောက်တော့တခါကြီးတို့ကဩတလားတစ်ကြိမ်အမေကိုဆန်တဲ့အိတ်စီတဘုံသွားပြီးတော့ပေးတယ်နော်ပြီးတဲ့ခါကျတော့တခါကြီးတို့ကတစ်နှစ်တစ်ခါသို့မဟုတ်တစ်လတစ်ခါဆိုတော့တော်တော်လာပြီတချို့တစ်နှစ်တစ်ခါတောင်မရောက်တာတွေအများကြီးပဲမရှိဘူးလားနော်တစ်နှစ်တစ်ကြိမ်မပြောနဲ့အောင်တစ်လတစ်ကြိမ်မဆိုနဲ့အောင်နော်တရက်တစ်ခါတောင်မှနေတိုင်းပြုစုလုပ်ကျွေးရင်တောင်မှမကြည့်ဘူးကိုကမနေ့တစ်ခါညတစ်ခါဖြစ်မယ်ဟိုကစက္ကန့်တိုင်းမှာကျေစုပြုတယ်နော်တို့ကတစ်နှစ်တစ်လတစ်ရက်ဟိုကစက္ကန့်တိုင်းမှာကျေစုပြုနေတယ်ဒါကြောင့်အမေကျေစုအမေကိုကျေစုတင်တယ်လို့မပြောရဘူးအဖေကိုကျေစုတင်တယ်လို့မပြောရဘူးကျေစုရှိပါတယ်လို့ပြောပါနော်ကျေစုတင်တယ်ဆိုတာဆလိမီတောင်းတို့လည်းကျေစုပဲဗျမပြောဘူးလားအဲ့ဒီလိုပါဇာဖြာစကားမုန်းစရာကောင်းတယ်အမေကိုတကယ်မျက်နှိုးတယ်အဖေကိုတကယ်ချစ်တယ်ဆိုရင်မိဘနှစ်ပါးပေါ်မှာအမေကျေးဇူးရှိပါတယ်တင်တယ်လို့ပြောမှလားရှိတယ်လို့ပြောရမှာလားအဖေကျေးဇူးကိုတင်နေရမှာလားရှိတယ်လို့ပြောရမှာလားဒါကြောင့်အော်ကျေးဇူးရှိပါတယ်ဘာရှိတာပါလဲနော်အဲ့ဒါကြောင့်အမေကအဖေကစက္ကန့်တိုင်းမှာပေးစနေတယ်ကျေးဇူးပြုနေတယ်နော်ကိုကတသက်တစ်ခါတစ်လတစ်ခါတာတရက်တစ်ခါသွားပြီးတော့ဆန်အိတ်စီဘုံအဖိုးမတန်တာလေးနဲ့သွားဆက်လို့ကြေနိုင်စရာရှိရဲ့လားအဲ့ဒါကိုသိရမယ်တကားကြီးတို့ဒါကြောင့်ဘိခဝေจิตတတိจิตမိတို့လောကသမိန်ဟောဒီလောကကြီးတွေမှာနာတုပတိကာရံကျေးဇူးတရားပေးစာ၍မကုံနိုင်တဲ့ပုဂ္ဂိုလ်ဆိုတာဒွိနာဟနှစ်ယောက်သောပုဂ္ဂိုလ်တို့ပါသည်ကတမေတံဒွိနာအဘေနှစ်ယောက်တို့နေဟုမူကားမာတုသအနန္တဂုံ၏ကျေးဇူးရှင်မိခင်ကြီးသည်၎င်းပိတုသအနန္တဂိုင်းဝင်ကျေးဇူးရှင်ဖခင်ကြီးသည်၎င်းဣတိဣမေတံဣတိဣမေတံဒွိနာဤနှစ်ယောက်သောပုဂ္ဂိုလ်တို့သည်ကနာတုပတိကာရကျေးဇူးတရားပေးဆ၍မကုံနိုင်ပါဘူးရဲ့လို့တေတေတို့မိဘရဲ့ရင်ကိုပုံကံဆုံးကံလို့သူများရွှေနတော်ကြအောင်ကောင်းစွာမသွေဟောကြားတော်မူအပ်ပါပေတည်းဒါကြောင့်အခုအစဉ်ပြောလာတာအမေကျေးဇူးတွေနော်အမေကျေးဇူးတွေအဲ့ဒီလိုပြောလိုက်တော့တခါကြီးတွေကနော်အခုကြည့်ဘုန်းကြီးတွေတရားဟောရင်လေအမေကိုပဲကျေးဇူးလို့ပြောတယ်နော်ရုပ်ရှင်ဇာကားတွေကြည့်ရင်လေအမေနို့ဖို့ပဲဒါပဲဟောကြတယ်နော်ဇာကားတွေကလည်းအမေကိုပဲဦးစားပေးဘုန်းကြီးတွေကလည်းအမေကိုဦးစားပေးပြောတော့အဖေဆိုတာအိမ်မှာလကားလူကြီးကိုဖြေယူအဖိုးမတန်တဲ့လူလိုနော်အဲ့ဒီတော့သူတော်ကောင်းလို့အဖေဟာလူပိုကြီးပေါ့ကျေးဇူးမဲ့တဲ့ပုဂ္ဂိုလ်ကြီးလို့အိမ်မှာအပိုလိုဖြစ်နေတော့တာနော်အဲ့ဒါကြောင့်မို့လို့သူတော်ကောင်းတို့အမေဟာနို့ဖို့ကျေးဇူးရှိခဲ့ပါတယ်မရှိဘူးလားတခါကြီးတို့ဦးစင်တို့အမေပိုက်တဲကိုရောက်တဲ့နေ့တုန်းကလေကလလရေကြီးသွေးတစ်စက်ပဲနော်ဟောချစ်ချိုးလေးတွေကနေပြီးတော့အာဟာရဩဇာဓာတ်တွေကိုပို့နေတယ်
အဲ့ဒီချစ်ကြိုးလေးတဲ့ကနေပြီးတော့ရိတ်ခါပို့နေတာအဖေချွေးစစ်တွေပါနော်အဖေလှုပ်ရှားတွေမဟုတ်ဘူးလားဒါပြအဖေကျေးဇူးမပါဘူးလားပါတယ်နော်အနီးလေးတစ်ထည်ကအစအဖေချွေးစစ်တွေလို့ဆိုရင်လွဲပါမလားဩဒါကြောင့်မို့သူတော်ကောင်းတို့ဒီနေ့တက္ကကြီးတွေတက္ကမကြီးတွေနော်တက္ကမကြီးကဗီဒီယိုခွေငားတဲ့ဆိုင်ကနေပြီးတော့အမိနှုတ်ပိုးဆိုတဲ့တိတ်ခွေလေးငားလာညဥပိုင်းကျတော့ထမင်းစားပြီးမိသားစုတွေဝိုင်းစုဗီဒီယိုကြည့်တဲ့အခါကျတော့အမိကိုဂုံတင်အမိကိုအမော်တင်ပြီးတော့ပြောထားတော့အဖေမှစစ်မကြည့်နိုင်တော့ဘူးနော်ဘာဖြစ်လို့လဲဆိုရင်အဖေကလူပူကြီးတယောက်လိုကျေးဇူးမဲ့တဲ့လူလိုကတိကအောင်နဲ့ခံစားရတာတော်တော်ခက်နေတယ်အဲ့နဲ့တခါကြီးကထသွားပြီးတော့အိယာတဲ့ဝင်အိတ်နေလိုက်တယ်မနေ့မိုးလင်းကြတော့လက်ဖက်ရည်ဝိုင်းထမင်းဝိုင်းမနေ့စာဝိုင်းမှာပြောတယ်နော်အဖေညာဘာဖြစ်လို့ဇာကာမကြည့်တယ်ဒီမှာငါသားနော်လောကကြီးကလူတွေကအမိနှုတ်ဖို့ပဲပြောကြတာပဲအခုမင်းတို့ကြည်စမ်းနော်မင်းတို့တွေမပူမပန်မတောင်းမကြမပူပန်ပဲနဲ့အခုစားနေရတဲ့ထမင်းတွေအားလုံးဟာအဖေချွေးဆက်တွေပါဘယ်သူချွေးဆက်တွေလဲချစ်ကြိုးလေးတွေကနေပြီးတော့ပို့ပေးခဲ့တာလဲအဖေချွေးဆက်တွေလောကတဲကိုရောက်လာတဲ့အခါမှာသားတွေသမီးတွေဇနီးမယားသမီးသားတွေကိုမပူမပန်ပဲနဲ့လေနော်စားနိုင်ဖို့ဝတ်နိုင်ဖို့နေနိုင်ဖို့ရန်အတွက်သူများချွေးဆက်တွေလားအဖေချွေးဆက်တွေလားအခုငါသမီးစားနေတာဖေဖေချွေးဆက်တယ်နော်ငါသမီးလေးရဲ့နေတိုင်းပညာသင်ယူနေွယ်ကိုရတာငါသမီးလေးရဲ့ဘွဲရတတ်ပုံကြီးဟာဖေဖေရဲ့ချွေးကိုမှတ်တမ်းပြုတတ်တဲ့သင်္ကေတပါသားသမီးတွေရဲ့ဘွဲရတတ်ပုံကြီးတွေဟာလေအဖေချွေးစစ်ရဲ့သင်္ကေတကိုမှတ်ပုံတင်ထားတယ်ဆိုရင်လွဲပါမလားမလွဲဘူးပဲအဖေလှုပ်ကြွေးခဲ့တဲ့သားတွေကိုပညာသင်သမီးတွေကိုသင်ခဲ့တယ်ငါသားလေးအခုဝတ်ထားတဲ့အဝတ်တွေပစိုးတွေကိုအဖေချွေးစစ်ဆိုရင်လွဲပါမလားမလွဲနိုင်ဘူးပဲနော်အခုငါသားတို့နေတဲ့ဒီတိုက်အိမ်ကြီးဟာလေအဖေချွေးနဲ့ရင်ထားတာလေဘယ်သူချွေးနဲ့လဲဒါဖြင့်သူတော်ကောင်းတို့ဥစဉ်တို့မှာအမေကျေးဇူးပဲလားအဖေကျေးဇူးမပါဘူးလားပါပါတယ်ဗျာဒါကြောင့်အမေကျေးဇူးကိုပြောရင်အဖေကိုဥထိတ်မှာထားပါအဖေကိုဘယ်ပေါ်မှာထားရမှာလဲဥထိတ်မှာထားရမှာမယ်အဖေကိုအမေကိုချစ်တယ်လို့အဖေကိုလည်းမြတ်နိုးရမယ်နော်ဒါကြောင့်မပူမပန်ပဲနဲ့စာနေရဝန်နေရနော်ပညာသင်နေရတယ်နေနိုင်တဲ့ဒီတိုက်တေးနေနေနိုင်ကြတယ်ဆိုတာအဖေချွေးဆက်တွေပါဘယ်သူချွေးဆက်တွေလဲအဖေချွေးဆက်တွေကျေးဇူးမရှိတာလားကျေးဇူးရှိနေတာလားအဲ့ဒါကိုတခါတည်းပြီးတော့အမေပဲကျေးဇူးရှိတယ်လို့ပြောလိုက်ရင်တစ်ဖက်ကိုစောင်းသွားမယ်နော်အဖေမပါရင်အရာရာမပြီးဘူးပြီးနိုင်ပါမလားဒါကြောင့်ဖခင်ကအမေတစ်မျိုးတည်းကိုဟောတာလားမိဘနှစ်ပါးကိုဟောခဲ့တာလားနာသုပတိကာရံကျေးဇူးတရားပေးဆက်၍မကုန်နိုင်တဲ့ပုဂ္ဂိုလ်ဆိုတာဒွိနာဟနှစ်ယောက်သောပုဂ္ဂိုလ်တို့ပါသည်တယောက်သေးလားနှစ်ယောက်တွဲလားဒွိနာဟနှစ်ယောက်သောပုဂ္ဂိုလ်တို့ပါသည်ကတမေတံဒွိနံအပင်နှစ်ယောက်တို့နေဟုမူကားမာတုသအနန္တဂုံအေကျေးဇူးရှင်မိခင်ကြည်သည်၎င်းပိတုသအနန္တဂိုင်ဝင်ကျေးဇူးရှင်ဖခင်ကြည်သည်၎င်းဣတိဣမေတံဒွိနံဤနှစ်ယောက်သောပုဂ္ဂိုလ်တို့သည်နာတုပတိကာရံကျေးဇူးတရားပေးစား၍မကုန်နိုင်ပါဘူးရေလို့ဩဝါဒတိကောင်းစွာမဲ့သွေဟောကြားတော်မူအပ်ပါပေတည်းနော်ဒီလိုဆိုရင်အမေမှာနှုတ်ဘိုးရှိခဲ့တယ်လို့အဖေချွေးဘိုးဒီကိုတို့မှာမရှိဘူးလားအဲ့ဒါလို့အမေလှုပ်တဲ့လူကပြောပြရမယ်နော်သားအခုသားစားနေတဲ့ထမင်းရလေနင့်အဖေရဲ့ချွေးဆက်တွေပါနော်သားဝတ်နေတဲ့အဝတ်ကနင့်အဖေရဲ့ချွေးဆက်တွေပါနော်အခုသားပညာသင်နေတဲ့ဇေယျစကပညာတွေအားလုံးကနင့်အဖေရဲ့ချွေးဆက်တွေပါနော်ငါသားလေးအခုနေတဲ့တိုက်ခန်းလေးကနင့်အဖေရဲ့ချွေးဆက်တွေပါနော်အမေနို့ဘိုးကတစ်နှစ်ခွဲလောက်စိုးခဲ့တယ်နော်အဖေချွေးဆက်ကချစ်ကြိုးကနေပြီးတော့တစ်သက်လုံးပဲနောက်ဆုံးအိမ်တောင်ကွဲရင်တောင်မှအမွေပေးလိုက်သေးတာအဖေချွေးဆက်ကတစ်သက်လုံးမဟုတ်ဘူးလား
ကြည်စံအမေချွေးဆက်ကိုတနက်ခွဲလောက်စိုးတဲ့နှုတ်ဘိုးတောင်မှမကြည့်ဘူးကျေးဇူးကြည့်တယ်ဆိုရင်အဖေချွေးဆက်တစ်သက်လုံးပြောရင်လွယ်ပါမလားကုန်နိုင်စရာရှိရဲ့လားအဲ့ဒါကြောင့်မို့သူတော်ကောင်းတို့အဖေဆိုတဲ့ကျေးဇူးတရားတွေဟာအမေကပြောပြပေးရမယ်နော်အဖေကဖော်မပြောချင်ဘူးလေအမေလှုပ်တဲ့လူကသားကိုသမီးကိုအဲ့လိုပြောပြမှာမိကောင်းဖခင်မိကောင်းနော်အမေကကောင်းမှစိုးနေလို့မဟုတ်ဘူးသားသမီးကိုအဲ့ဒါလိုကောင်းကောင်းမော်မော်တော်တင်ပေးမှအဖကိုခင်တာအဖကိုချစ်တာအဖေကိုချစ်တာအမိကောင်းမှအဖကိုခင်သွားတာမိကောင်းဖခင်မိကောင်းဒါပြတက္ကမကြီးတို့ပြောပြရမယ်နော်မဟုတ်ဆိုရင်အမေတယောက်တည်းကိုပုံဩသွားလိမ့်မယ်အဲ့ဒါလို့ဆိုရင်အဖေချေးစစ်တွေနဲ့နော်ဘဝနေရင်ခဲ့ရသူမို့ရင်ကွဲမတ္တအဖေခံစားရလိမ့်မယ်မခံစားရဘူးလားနော်ဒါကြောင့်သူတော်ကောင်အပေါင်းတို့မိဘနှစ်ပါးကျေးဇူးကိုစမကုံရဲ့လားဦးဇင်းပြီးခဲ့တဲ့သင်ခန်းစာနှစ်ချက်ရှိပြီနော်မိဘကျေးဇူးကစက္ကန့်တိုင်းမှာအသက်ကိုပေးနေတယ်နော်အသက်ရှိလို့ဘဝရှိတယ်ဒါကြောင့်ငါအသက်ငါဘဝငါရဲ့အရာရာဟာမိဘကျေးဇူးကြောင့်အရာရာဘသူကျေးဇူးကြောင့်ဒါတစ်ချက်နံပါတ်1စမကုံဘူးဆိုတာစက္ကန့်တိုင်းမှာကျေးဇူးပြုနေတယ်စက္ကူတွေလားဆာအိတ်စီပုံလားဆိုတော့ဒီလိုတန်ဖိုးမဲတာတွေအမေမပေးဘူးဘယ်လူဘယ်နဲ့ဘယ်ပြမမပေးနိုင်တဲ့အသက်ကိုပေးတာအမေအသက်ကိုပေးနေတာမိဘပဲဒါကြောင့်မို့စမကုံဘူးတခါတလေပေးတာလားစက္ကန့်တိုင်းမှာပေးတာလားတခါကြီးအိပ်ပျော်နေအောင်နှလုံးခုန်နေတယ်နော်ဘသူသွေးပါလေအေးဒီလိုဆိုရင်ဒုတသက်တာစပ်ပါတော့လဲမကုံနိုင်ကုံမမလားဦးဇင်းတို့အလောင်းတော်စင်ပြူတော်ဖြစ်စဉ်ဘဝတုန်းကဟိုးစံတော်ရဏတောင်ချီမှာမြင့်မြင့်မိခင်အိုဖြစ်တဲ့စင်အိုမကြီးကိုလှုပ်ကျွေးနေတာနော်ကောင်းပြီမော်ပြီဆိုတာကိုအမေစီကိုပို့ပြီးတော့ကျွေးမွေးပါတော့လည်းပဲသူ့ရဲ့တပည့်တွေကလမ်းကအကုန်ယူစားတယ်အဲ့တော့အမေကအားပြပြီးတော့မတ်တပ်ကလဲနေတယ်အလောင်းတော်စင်မင်းကဒီနေ့အမေကိုလွမ်းတယ်အမေကိုလည်းလွမ်းတယ်အမေကိုလည်းတတိယတဲ့အမေစီမရောက်တာကြာခဲ့ပြီဒါကြောင့်မို့ငါဒီနေ့အမေကိုတတိယလိုက်တာအမေစီကိုသွားခြင်းတယ်ဟောစင်ကလေးကအမေကိုလွမ်းလို့တယ်ဘသူ့ကိုလွမ်းနေတာလဲအိုးတခါကြီးတို့လွမ်းဖူးရင်သိကောင်းမယ်နော်တက္ကမကြီးတို့လည်းအမေကိုလွမ်းတဲ့စိတ်လေးပေါ်ဖူးရင်သိကောင်းပါပဲအခုတော့လေကိုဟာနော်အေးပြောရင်မကောင်းတော့ဘူးပေါ့နော်အခုစင်လေးကစင်ပြူတော်လေးကအမေကိုလည်းလွမ်းတယ်အမေကိုလည်းတတိရတယ်အမေကိုမတွေ့ရတာကြာပြီစိတ်ထဲမှာတခုခုများဖြစ်နေမလားလို့အောင်မေးမိတယ်အမေစီကိုသွားမယ်ဆိုတော့အမေစီကိုသွားတော့ဟိုကြတော့အမေကလှဲပြီးတော့နေတယ်နော်နှမောင်းလေးကိုယူပြေးထူလိုက်တယ်အမေနေမကောင်းဘူးလားအမေဘယ်လိုဖြစ်တာလဲနော်အေးသားရဲ့အမေနေမကောင်းဘူးအိုးအမေပိန်လိုက်တာအမေပိန်လိုက်တာနော်အမေဘယ်လိုဖြစ်တာလဲသားဟောဒီကငါပြောခိုင်းနေအုံသီးတွေငါပြောသေးတယ်ကောင်းပြီမော်ပေးဆိုတာတွေကိုအမေကိုကြွေးတယ်အမေကိုပေးတယ်ဒီလောက်ကောင်းတာတွေစားနေရသားနေဘာဖြစ်လို့အမေအားပြရတာလဲအမေဘာဖြစ်လို့ပိန်ချုံချီနေနေတာလဲသားရဲ့သားပြောတဲ့အုံသီးငါပြောခိုင်းဆိုတာအမေတခါဘူးမှမစားရဘူးပါဘူးနော်အမေတခါဘူးမှမစားကြရပါဘူးဟောကြည့်နော်သားကပေးပြီးမယ်အမေစီကိုမရောက်တော့အမေအားပြတ်ပြီးလဲနေတယ်အဲ့ဒါကိုနှမောင်းလေးကိုဆွဲပြီးတော့တအားထူလိုက်တယ်ဆိုရင်ပဲသားအတန်ကြားတယ်ဆိုရင်ပဲအမေမှာရှိပြီးတော့ချစ်ချင်းထားရနိုင်သွားတာပဲနော်ဒါကြောင့်မို့ရှေးလူကြီးတွေကပြောတယ်သားဆိုရင်အားဖြစ်ပါတဲ့မိဘတို့အတွက်သားဆိုရင်ဘာဖြစ်တယ်လဲအားဖြစ်ပါတယ်ဗျာအခုကကြားဖြစ်သွားတာဒီအများကြီးပဲနော်အဖေကိုပြဿနာရှာအမေကိုပြဿနာရှာမိဘကိုစိတ်ဆင်းအောင်လုပ်တာတွေဟာအားမဖြစ်တဲ့ပြင်ကြားဖြစ်သွားပြီမရှိဘူးလားဟုတ်ပါတယ်ဗျာအခုကြည်စမ်းအလောင်းတော်လေးကအမေဆိုတဲ့နော်ရင်မာထားတဲ့အကျဉ်းသားစကားနဲ့အမေလို့ခေါ်လိုက်တဲ့အတန်ကိုကြားလိုက်ရတဲ့အမေရဲ့ရင်မာအားတွေဖြစ်တဲ့ချစ်ချင်းထားရနိုင်တယ်လေဒါကြောင့်သားဆိုရင်သားဆိုရင်
သမီးဆိုရင်ထီးအရေးမိုးရမယ်နော်တချို့သမီးတွေကမီးလိုပူလောင်အောင်လုပ်သွားတယ်မီးဖြစ်သွားတာတွေကမရှိဘူးလားနော်ဒါကြောင့်သားရဲ့နော်ငါသားလေးရဲ့အတန်ကိုကြားလိုက်တာမိမိအားရှိလိုက်တာသားရဲ့မိမိရဲ့သားပို့ပေးတာတွေအစားလည်းမစားပါဘူးသားရဲ့ဒါပေမဲ့လို့လေပဲသားရဲ့အမေဟာလေအဲ့ဒီငါပြောသည်ငှက်နေတာစားเสียတောက်เสียတွေကိုငှက်နေတာမဟုတ်ဘူးသားရဲ့ဟင်ဒါဆိုမိမိဘာငှက်လို့လေမိမိဘာစားခြင်းလဲပြောလို့ပြောတယ်သားရဲ့မိမိခုတက္ကမကြီးတွေပြောတယ်လို့ဆိုရင်ဆန်အိတ်တို့စီပုံးတို့မလိုချင်ဘူးပေါ့ဒါတွေငှက်နေတာထမင်းငှက်နေတာမဟုတ်ဘူးပေါ့သားရဲ့မိမိစီကိုမကြလာပါနော်သားလေးရဲ့အတန်ကိုလည်းကြားခြင်းတယ်သားလေးကိုလည်းတွေ့ခြင်းတယ်မြင်ခြင်းတယ်ရှင်းရှင်းပြောရင်တော့သားရဲ့အမေမေတ္တာပဲငှက်တယ်ဟောအမေဘာငှက်နေလဲနော်အဲ့ဒါကိုတခါကြီးကအမေစီကိုဆန်အိတ်ကိုပို့ပေးလိုက်ပြီးစီပုံးပို့ပြီးတောင်းဝကြည့်ပြီးလုံးမနေနဲ့အမေကထမင်းငတ်နေတာမဟုတ်ဘူးမေတ္တာငတ်နေတာအခုအမေရဲ့အနေကောင်းရဲ့နှမောင်းလေးကိုဆွဲထူတဲ့အကျဉ်းနာတရားလေးကိုရတော့အမေအားရှိကျမ်းမာသွားတယ်အကျဉ်းနာတရားတွေကိုငတ်နေတာမေတ္တာအကျဉ်းနာငတ်နေတာဘာငတ်နေလဲနော်တခါကြီးတို့ကသာပြောနေတယ်အမေကမျောနေတယ်နော်ငါသားလေးလာတော့မယ်ဒီနေ့တနေ့ကနေသားလေးရောက်လာမယ်သမီးလေးရောက်လာမယ်လို့မျောနေတယ်နော်ကဲဒါကြောင့်မို့သူတော်ကောင်းတို့အချိန်နေပြီပြောကြည့်လိုက်ပါနော်ဥစ္စာဒနာပေါ်ပြီးဝလဲအမြဲမေတ္တာငတ်နေရှာနှဖျားမိဘပဲမိဘတွေဘာငတ်နေလဲငတ်နေတယ်ตาရဲ့အမေငါပြောသည်ငတ်နေတာအုံသည်ငတ်နေတာမဟုတ်ဘူးသားလေးရဲ့လာမကိုမျောနေတဲ့သားလေးစီကမေတ္တာတရားကိုပဲလိုချင်တယ်အကျဉ်းနာတရားကိုလိုချင်တယ်သားလေးကိုပဲမြင်ချင်တယ်သားလေးကိုပဲတွေးချင်တယ်နော်တယံတခါသားနဲ့ကွာကသားမမျက်စိနှလုံးရှိ၍မိဘတို့ဝမ်းပန်းညိုနွမ်းတို့မိဘတို့ဝမ်းပန်းညိုနွမ်းတို့မိဘတို့ဝမ်းလမ်းနိုင်ပါမလားသားလေးကိုမမြင်ရရဲ့သမီးလေးကိုမတွေ့ရရင်မိမိရဲ့ရင်မပန်းနေဟာလှမ်းနေမလားနှွမ်းနေမလားလှမ်းနေပါပါဗျာနော်သားမမျက်စိနှလုံးရှိ၍မျက်စိထဲမှာလည်းမြင်နေတဲ့သားသမီးကိုနှလုံးသားထဲမှာလည်းတွေးနေတဲ့သားသမီးတွေကိုသားမမျက်စိနှလုံးရှိ၍အမိတို့ဝမ်းပန်းညိုနွမ်းသို့6ပန်းသွေးသွေးလွှမ်းတဲ့လေးဖြင့်ညင်းနေမဟုငိုတာယူလေရဲ့အတန်တိတ်နဲ့ကြိတ်ပြီးတော့ခေါင်းအိုးပေါ်ကိုကြားရတဲ့မြည်ရည်တွေဟောနော်မေတ္တာငတ်နေလို့ပြန်ပြောကြည့်ပါဥစ္စာဒနာပေါ်ပြီးဝလဲအမြဲမေတ္တာငတ်နေရှာနှဖျားမိပါပဲ။အော်အမေရဲ့ဒီလိုဆိုရင်သားကိုအမေတတိရတယ်။အမေထံပါမှာသားအမခွဲမခွာနေနိုင်ပါမယ်အမေ။အော်အပေါင်းသိနေရတဲမကောင်းတာပဲနော်။ငါရဲ့တန်ဖိုးအကြီးဆုံးဖြစ်တဲ့အမေအခုသူကစင်အပေါင်း7000ကိုအုပ်ချုပ်တဲ့ရှင်မေရင်စင်မင်းကြီးပေါ့။နော်စင်မင်းကြီးအဲ့တော့မင်းဆိုတဲ့ယာတူးနဲ့အမေဆိုတဲ့ဂုံပုတ်နှစ်ခုရှင်းလာပြီနော်အခုအမြင့်မားဆုံးစည်းစိမ်နဲ့အမေရဲ့ဂုံကျေးဇူးနဲ့ရှင်းလာပြီနော်အခုစင်ပြူတော်လေးကလေအမေကိုရွေးလိုက်တယ်ဘသူကိုရွေးလိုက်လဲစည်းစိမ်ကိုရွေးသလားအမေကိုရွေးသလားမလိမ္မာဘူးလားပြောကြည့်လိုက်ပါငါဘဝမှာတကြိမ်သာရတာအချိန်မိပါအမေဟာတဘဝမှာဘယ်နှခါရအဖေဟာတဘဝမှာဘယ်နှခါရပစ္စည်းကြိုက်သလောက်ရှာသလောက်ရတယ်မိမတွေးနိုင်ရင်10ယောက်ယူလဲရတယ်အမေ10ယောက်လိုချင်လို့ရမလားဒါကြောင့်မို့သူတော်ကောင်းတို့တဘဝမှာတစ်ခါသာရနိုင်တယ်အဖိုးအနှစ်ကထိုက်တန်တဲ့အမေကိုရွေးလိုက်စမ်းပါအခုစင်ပြူတော်လေးကအမေကိုရွေးတယ်နော်တခါကြီးတို့ကအပေါင်းတင်ငယ်ချင်းပြောမနေနဲ့အမေဆိုရင်တန်ဖိုးကိုမထားရကောင်းမှမသိဘူးနော်အိုချမ်းပဲလို့ပြစ်ထားလိုက်ကြတာပဲတန်ဖိုးနေတယ်ပေါ့လေဒါပေမဲ့အမေသေးရင်အစားထိုးစရာမရှိဘူးနော်
နော်အမေကိုအစားထိုးเสียရှိလားမရှိဘူးဒါကြောင့်မို့တဘဝမှာတစ်ခါသာရတတ်တဲ့အမေကိုရွေးတယ်အမေရဲ့နော်တူတူပြောရအောင်အဲ့ဒါနဲ့ပဲညတကောင်ရအချိန်မှလေးခြေတံမကြောက်အမေကိုနှမောင်းကဆွဲပြီးတော့ဟောသူ့ရဲ့စီးစိမ်နေနဲ့အကုန်လုံးကိုစော့လော်ပြီးတော့ဟိုးစန္ဒရဏတောင်ချီရကြောက်ပူကြီးထဲမှာနော်အမေကိုကြာရိုးကြာဆွဲပြီးရှာပြီးတော့ကောင်းကောင်းပြုတ်ပြုတ်လှုပ်ကျွေးနေတဲ့သားအမိတိတ်ချစ်ကြပါတယ်ဟောအရှိတရားနဲ့ပြည်စုံတာမဟုတ်ဘူးမေတ္တာတရားနဲ့ပြည်ဝနေတာဘာရှိလို့ပြည်ဝနေတာလဲနော်သားအမိအေးပတ္တမြမရှိစိတ်မရှိလဲမမိန်ပြီးမေတ္တာတကုကြောင့်ရိုးဤ၍မသွားသားအမိအချင်းချင်းထဲမှာအပြန်အလှန်မေတ္တာအကျဉ်းသာတရားတွေနဲ့ဘယ်စည်းစိမ်နဲ့မှမလဲနိုင်ဘူးတဲ့လဲနိုင်ပါမလားနော်အမေစီကအကျဉ်းသာတရားကိုရမယ်ဆိုရင်တခါကြီးတို့ဘေးအရသာနဲ့မှမတူဒါကြောင့်မို့ဗျာသားအမိချစ်ချစ်ခင်ခင်ပြုစုစောင့်ရှောက်နေတော့မုတ်ဆိုးတယောက်ရောက်လာပြီးတော့လေမျက်စိလဲပြီးတော့ငိုနေတော့ဆင်ပြူတော်လေးကဩလမ်းမလို့လာကြောပေါ်တင်ပြီးတော့မြို့ကိုပြန်ပို့တယ်ပြန်ပို့တော့မုတ်ဆိုးကလမ်းကိုမှတ်တယ်တိုင်းပြည်ရောက်တော့စင်မရင်ကိုသွားတော်ဦးတင်တယ်လေဆုတော်လက်တော်ရစင်ပြူတော်ရှိပါတယ်ဆိုပြီးတော့သွားတော်ဦးတင်တော့စင်ဆရာကိုခေါ်ပြီးတော့စင်ပြူတော်ကိုလာဖမ်းတယ်အိုးသူဟာလေမှုံမှုံညင်းညက်ခြေပြစ်နိုင်စွမ်းရှိပြီမဲ့ဟောကိုจิตတရားပြစ်ပြမှာဆိုလို့အဖမ်းခံပါတယ်တဲ့အလောင်းတော်စင်ပြူတော်လေးကကဲဒီလိုနဲ့ပဲဆန်းသွားတဲ့အခါကျတော့ဟောစင်ပြူတော်ကြီးဟာလေမြို့ဘရက်နန်းတော်ကြီးတဲကိုရောက်မသွားဘူးလားကြောက်ကူကြီးထဲမှာအမေနော်သားနဲ့အမေနဲ့ဥနုသားကွဲကွာပြီးတော့သွားခဲ့ကြရတယ်နော်အဲ့ဒါလို့ဆိုရင်သူတို့မိသားစုအချင်းချင်းပြိုကွဲသွားပြီဆိုတဲ့အခါမှာအမေလှုပ်တဲ့လူကတော့ရွှေမရှိခြင်းနေတိုက်မရှိကားမရှိရင်နေသားသမီးရှိရင်အမေရင်မှာပြည်စုံတယ်နော်သားသမီးမရှိရင်တော့အသက်နှလုံးမရှိသလိုဒါမိဘဖြစ်ဘူးမှသိမယ်နော်ပုဒ္ဒနာသားသမီးဆိုသည်ကမာတာပိတုနံမိဘတို့ရဲ့ဟတရင်စအသက်နှလုံးပါသည်သားသမီးဆိုတာမိဘရဲ့အသက်နှလုံးပဲတဲ့ဒါကြောင့်လေအသက်တမျှချစ်ရပါတယ်သားရဲ့လို့အမေမပြောဘူးလားမိဘတို့ရဲ့အသက်နှလုံးဆိုတာသူများလားသားသမီးလားအဲ့ဒီတော့မြင့်မမြင့်စင်အိုမာကြီးကသားရဲ့မိမိလိုဒုက္ခိတဘဝကိုလုံကျွေးရတာပင်ပန်းလို့သားရဲ့အမေကိုခွဲသွားပြီလားအမေကိုစော်သွားပြီလားဩသူငါ့ကိုစော်သွားပြီနဲ့တူပါတယ်လို့သားနဲ့ခွဲရတဲ့အခါမှာအသက်တမျှချစ်ရတဲ့သားသမီးမရှိတော့အသက်မရှိသလိုအမေမှာခံစားရပါတယ်သားသမီးခွဲလိုက်ရတဲ့အချိန်မှာအသက်နှလုံးမရှိသလိုခံစားရတယ်ဆိုတာသူများရဲ့စိတ်လားအမေစိတ်ပဲလားအမေစိတ်ထဲမှာနော်အိုးစင်မြူတော်လေးကလည်းဟိုးရွှေအိမ်နှန်းနဲ့ရွှေကြံငန်းနဲ့ရွှေဘိမှန်ကြီးထဲမှာထားတယ်နော်အိုးတခါတည်းပြီးကောင်းမေ့မော်ပေးဆိုတဲ့အစားအစာတွေကိုကျွေးပြီးမယ်နော်အရှင်မင်းမြန်တဲ့ကျွန်တော်မျိုးဟာအမေကလွဲလို့နော်ဟောဒီရွှေနဲ့ရွှေကျင်ငန်းကိုလည်းကျွန်တော်မျိုးမမြတ်နိုးပါကျွန်တော်မျိုးအမြတ်နိုးရဆုံးသူကအမေပါဟောရွှေနန်းကြီးရွှေနန်းကိုမြတ်နိုးတာလားအမေကိုမြတ်နိုးတာလားဒါဆိုရင်ဦးဇင်းတို့ပြိတ္တကြီးကအမေကိုအိမ်ပေါ်လို့မဆက်ဆံနဲ့နော်မြတ်နိုးဖျားတဆူဂူတလုံးလို့ကိုးကွယ်ပါနော်အလူကံပုဂ္ဂိုလ်တို့လက်ဦးတဲ့မြတ်ဆရာထက်ကောင်းခင်မြမမျိုးတိုးလို့မှတ်ပါထိုသူဟာဘေးမှာရှင်ညာတခြားမောင်းမရှာနဲ့နောင်အခါပူဇော်ရမယ်မိဘနှစ်ပါးအိမ်ဥခန်းမှာပူဇော်ထိုက်တဲ့ပုဂ္ဂိုလ်နှစ်ဦးထူးနှစ်ပွားရှိတယ်အဲ့ဒီပုဂ္ဂိုလ်ထူးနှစ်ယောက်ကအမေနဲ့အဖေနော်ဒါဖြင့်သူတော်ကောင်းတို့ဦးဇင်းတို့ကိုးကွယ်ကြရမယ်အိမ်ဦးနတ်ဆိုတာမိဘနှစ်ပါးအိမ်ဦးနတ်ဆိုတာဟိုအရက်ပလင်းတွေဟိုဓာကြီးတွေမှာဘာကြီးတွေလည်းမသိပါဘူးဟိုဘဲဦးနှလုံးကင်တဲ့ဒကမာကြီးကိုးကွယ်တဲ့လူကကိုးကွယ်လို့အရက်ပလင်းကိုးကွယ်တဲ့လူကကိုးကွယ်လို့နော်ဒကာကြီးတို့ကိုးကွယ်ရမယ်ဒကမာကြီးတို့ကိုးကွယ်ရမယ်အိမ်ဦးနတ်ဆိုတာသဘောပေါက်ရဲ့လားအဲ့ဒါအိမ်ဦးနဲ့ဆိုတာမိဘကိုပြောတာကိုခုမိဘမှမသိပဲနဲ့ကြည်စံဟိုအရက်တောက်တဲ့လူကြီးကိုကိုးကွယ်တဲ့လူကကိုးကွယ်လို့မှန်နေတာလားလွှဲနေပြီလား
နော်ပုပ္ပဒေဝတာဝိသုဒ္ဓိနနော်ဒီအိမ်ဦးနတ်ဆိုတဲ့ပုဂ္ဂိုလ်ဟာမိဘနှစ်ပါးလို့ဖျားဟောခဲ့တယ်တခါကြီးတို့ကဟိုအရက်တော့တဲ့ဘေးဥစားတဲ့မိန်းမတွေကိုသွားကိုးကွယ်နေတယ်နော်ကဲဒီလိုဆိုရင်ဦးစင်းရဲ့ပြိတ္တကြီးတရားပြန်ရင်ဟိုအရက်ပလေးတွေကိုကိုးကွယ်ရမှာလားမိဘနှစ်ပါးကိုကိုးကွယ်ရမှာလားအလူကံပုဂ္ဂိုလ်ထူလက်ဦးတဲ့မြတ်ဆရာထက်ကောင်းခင်မြမမျိုးဟိုတိုးလိုမှတ်ပါထိုသူဟာဘယ်မှာရှိညာတခြားမောင်မရှာနဲ့မောင်အခါပူဇော်ရမယ်မိဘနှစ်ပါးကိုးကွယ်ရမယ်အိမ်ဦးနတ်ဆိုတာဘာနှစ်ပါးပါလဲနော်အဲ့ဒါကိုမသိရင်တော့အရက်ပလင်းကြီးကိုဟိုဗာလဲအဝတ်စအနီလေးဖြူလေးကခြိလိုက်သေးတယ်တော်တော်အသုံးမကျတဲ့လူတွေပဲဟိုဦးစင်းတက္ကမကြီးကမလေးဟိုအုံသီးကြီးကိုရက်ခတ်တယ်အုံသီးကကိုးကွယ်เสียလားအုံသီးကမုတ်လို့စားရတဲ့ဟာလေအဲ့ဒါကိုရက်ခတ်ပြီးမလေးချဲကနန်းလေးပေးပါအောင်လို့တောင်းတယ်အုံသီးကပေးမလားအုံသီးကအုံသီးပေါ့ဗျာမုတ်လို့စားပေါ့အခုအတိုင်မှာဆိုင်းနဲ့ချိတ်ပြီးတော့ရက်လေးခတ်သေးတယ်အမလေးနော်ကြည်အုံသီးကိုးကွယ်တဲ့လူကကိုးကွယ်လို့ဖျားပြောတာကအိမ်ဦးနတ်ဆိုတာမိဘသဘောပေါက်ရဲ့လားအေးဒါကြောင့်မို့မိဘနှစ်ပါးကိုမြတ်လို့ပါအခုအရှင်မင်းမြတ်ကျွန်တော်ရဲ့ဘဝမှာရှုအင်းရှုနေရှုခြင်းငန်းကိုမမြတ်လို့ပါအမေကိုပဲမြတ်လို့ပါတယ်ဘသူကိုမြတ်လို့လဲနော်အမေကလွေးရင်ကျွန်တော်မျိုးဘာကိုမှအလိုမရှိပါအိုးအစင်ပြူတော်လေးရဲ့တိုင်းပြည်ရေးရာအလုပ်တွေကများတယ်စားအားရှိအောင်စားမစားပဲမနေနဲ့ဩအရှင်မင်းကြီးရဲ့ပြောရပါတယ်ပြောတတ်ပါတယ်အရှင်မင်းကြီးမှာအမေရှိမယ်ဆိုရင်အရှင်မင်းကြီးရဲ့အမေကငတ်နေမယ်အရှင်မင်းကြီးဘယ်လိုပဇာနှုံးနဲ့မျိုးကြမလဲနော်ဟိုစံတော်ရဏတောင်ချီမှာမြင့်မြင့်ကျွန်ုပ်ရဲ့မိခင်အိုကြီးဟာစားစရာမရှိတောက်စရာမရှိအတိဒုက္ခတွေရောက်နေမယ်အမေမစားရဘဲနဲ့အမေငတ်ပြတ်နေတာကိုသိနေတဲ့ကျွန်တော်ဟာကျွန်တော်ရဲ့ရင်ထဲကိုဘယ်လိုပဇာမျိုးနဲ့ဘယ်လိုအစားစားတွေကိုကျွန်တော်မျိုးချလို့ကြမလဲအမေမစားရတဲ့ရေကျွန်တော်လည်းမမျိုးကြပါမစားနိုင်ပါအမေငတ်နေမယ်အမေမစားရဘဲနဲ့ကျွန်တော်မစားနိုင်ဘူးတဲ့ကြည်တခါကြီးတို့ကတော့ဟိုတယ်မှာသွားလိုက်မိုတယ်မှာသွားလိုက်အိမ်ကအမေကတော့ဘာစားရမှန်းဘာတစ်ခါမှမစင်စားဘူးအခုစင်လေးကတရိတ်ဆန်လေးနော်အမေမစားရရင်ကျွန်တော်မျိုးမကြဘူးဟာဦးစင်းတခါကြီးကတော့ဂလို့နဲ့မျိုးချနေတာလေမျိုးကြတယ်နော်အေးအခုတော့တရိတ်ဆန်တကောင်တောင်မှဒီအသိရှိသေးရဲ့တခါကြီးတို့တက္ကမကြီးတို့ဦးစင်းတို့အမေပေါ်မှာအဖေပေါ်မှာမသိသက်ဘူးလားသိသက်ပါတယ်နော်အဲ့ဒါကြောင့်စင်မျိုးတို့လေးကပြောပါတယ်ကျွန်တော်အမေကလွဲရင်ဖွေးနေစကွဲပါပဲလို့မပြောဘူးလားဩအဲ့ဒါကြောင့်မို့ရှင်ဘုရင်မင်းမြတ်ကြီးကလည်းဩမိဘကိုလှုပ်ကြွေးသူဆိုပါလားအဲ့ဒီတော့ကြောင့်မို့ရှင်မင်းကြီးကလေးစားတယ်မျက်နှိုးတယ်တန်ဖိုးထားတယ်ကြည်ညိုတယ်တိုင်းသူပြည်သားတွေကလည်းမျက်နှိုးတယ်ကြည်ပြူတယ်ဒါကြောင့်မို့တခါတည်းပြီးအဆောင်ရောင်တွေနဲ့တကွာဟိုးအမေစီကိုအရောက်ပြန်ပို့တယ်လေနော်မလေးစားလို့လားလေးစားလို့လားသူများကျေးဇူးကြောက်လားမိဘကျေးဇူးကြောက်လားနော်တခါကြီးတို့လည်းအမလေးမိဘကိုကျွရင်ကုံတယ်ခန်းတယ်မထင်နဲ့နော်လက်ငင်းအကျိုး10မျိုးကိုရမယ်ဘယ်တော့မှအစာမရှားဘူးကဲအချိန်မရှိလို့ဆိုကြည့်အစာမရှားလေးစားပူဇာယံမာကင်းပြီးချစ်မိသူများတစ်တယ်သွားနေဂုံတီကျော်စောချမ်းရံပေါ်သူမွေးမြူစိုက်ပျိုးဖော့ဖြိုးဆုံးပြီးကုညီတီယာရိတ်လိမ္မာရင်သွေးရှင်မမွေးတတ်ကျေးဇူးစာကျိုးမြတ်10ပါးအကျဉ်းထားကျေပွားအနန္တဖြစ်သည်ဒါကြောင့်အမေကိုကျွေးရင်အကျိုး10မျိုးကိုလင်ငင်းရပါတဲ့နော်ဒါကြောင့်မို့သူတော်ကောင်းတို့မိဘကိုတက်စွမ်းတဲ့၍ကျေးဇူးဆက်ပါနော်။ဘာဆက်ရမှာပါလဲ။
အခုစင်ပြတော်လေးကအမေမရှိလဲရင်လားရွှေအတိစင်စီအောင်တော်အမြင်မအသင်သာစမ်းပေးလေနန်းတော်ကြီးအယုတ်ရွှေနန်းတော်ကြီးကအယုတ်ပဲရွှေနန်းတော်ကြီးကဘာလဲအမေမရှိလဲရင်လားရွှေအတိစင်စီအောင်တော်အမြင်မအသွင်သာစမ်းပေးလေနန်းတော်ကြီးအယုတ်အရာရာအယုတ်တယ်နော်တခါကြီးတို့ဦးစင်ငယ်ကလေးကအမေမရှိတော့အမေကိုလိုက်ပြီးတော့ရှာတယ်နော်အမေလိုပုဂ္ဂိုလ်တရားများရမလားလို့နော်ဒါပေမဲ့ကိုယ့်ရဲ့ကိုယ်ပတ်ဝန်းကျင်တွေကိုအားကိုးနေတာတွေကအကုန်လုံးကစက်ရုပ်တွေဟိုဥတိဘွားရုပ်ကလေးဘိုက်ကိုလက်ညှိုးနဲ့သွားထိုးရင်တဟာကြီးတာတွေ့ဘူးတယ်မလားစက်ရုပ်ဘာရုပ်ပါလဲအေးကိုယ်ပတ်ဝန်းကျင်ကမိတ်ဆွေဆိုတာစက်ရုပ်တွေပါစေယုတ်ခလုံးနေကပြောဒီအည်ဒီအပြုံးနှလုံးသားရှိလို့လားမရှိဘူးဒါကြောင့်နော်ဘယ်သူကဘလောက်ချစ်တယ်လို့ပဲပြောအမေလောက်မချစ်ဘူးဆိုတာယုံလိုက်ဘယ်သူလောက်မချစ်ဘူးဆိုတာကိုအေးယုံလိုက်ပါနော်စေယုတ်တွေပါအမေစေယုတ်ခလုံးနေကပြုံးခလုံးနေရင်ပြုံးတယ်လေနော်ຫນွေအရောက်ရေတပေါင်းနဲ့အမေတယောက်ရဲ့မေတ္တာမျိုးကိုတော့ရနိုင်လားရနိုင်ပါဘူးဗျာတခါကြီးမှအမေမရှိရင်အမေရဲ့မေတ္တာရမလားရပါဘူးဗျာသိန်းတစ်ထောင်ပေးမယ်ရမလားရပါဘူးမရဘူးစရုပ်တွေကတော့ပေါ်တယ်နော်အမေရဲ့အကျဉ်းသားအပြုံးလေးမျိုးမရှိဘူးပတ်ဝန်းကျင်ဆိုတာစရုပ်ခလုံးနှိတ်ကပြုံးနေတယ်သူ့အည်သူ့အပြုံးနှလုံးသားရှိလားစေယုတ်ခလုံးနေကပြောຫນွေအရောက်ရေတပေါင်းနဲ့အမေတယောက်ရဲ့မေတ္တာမျိုးကိုတော့အမေသားရှာခဲ့ပါပြီရှာပုံတော့ခရီးမောခဲ့ပါပြီနောက်ထပ်အမေရအောင်မလားဒါကြောင့်တန်ဖိုးထားရမယ်နော်အိုးဦးစင်မော်တော်မြိုင်မှာတရားသွားဟောတာမလီ30 30လှူလိုက်ကြမှုပုံကြီးတွေလှူလိုက်ကြဦးဇင်းမုံဘုံကြီးကိုကြည်မျက်ရည်တွေကြားအမေရှိရင်ဒီမေဘုံကြီးအမေကိုကြွေးခြင်းနဲ့အမေရဲ့နော်အခုကြွေးခြင်းနဲ့ကြွေးလို့ရသေးလားမရပါဘူးဗျာပတ်စံတုပ်ကြီးခေါင်းအောက်ထိုးထည့်ပြီးအိတ်တယ်အုံနောင်လွယ်သလားပဲအမေရှိရင်ရွှေချလိုက်ခြင်းပါတယ်အမေအခုတော့ဒီစက်ကူတွေဟောအမေမရှိတော့ဒီစက်ကူတွေပဲနော်ဒါကြောင့်ပေးခြင်းနဲ့အမေပေးလို့ရသေးလားအမေသားကိုဘယ်လောက်ချစ်လဲသမီးကိုဘယ်လောက်ချစ်လဲလို့မေးကျင်တယ်မေးလို့ရအောင်မလားရပါဘူးကဲပြောကြည့်ကြွေးကျင်တာလဲကြွေး၍မရပေးကျင်တာလဲပေး၍မရမေးကျင်တာလဲမေး၍မရရနိုင်သူများတတိထားဖို့ရှိထားအမေမျက်နှိုးစီဖို့ရှိထားအဖေမြတ်နိုးစီဖို့အမေကိုအစားထိုးလို့မရတော့ဘူးရသေးလားမရပါဘူးဗျာသင်္ဃာဆရာတော်ပြောသလိုပေါ့အရက်သမားအရက်တောက်ပြီးတော့ပလင်းခြုံထဲပြစ်သွင်းခဲ့တယ်နောက်နေ့အရက်တောက်ဆရာပတ်စံမရှိတော့အဲ့ပလင်းပြန်ကောက်ပြီးတော့ရေထဲ့တယ်ပလင်းကိုခါရမ်းပြီးတော့အနက်ကလေးနဲ့ခွက်ကလေးနဲ့မူရတယ်ဘာလေးနဲ့မူရလဲဦးဇင်းတို့လိုအမေမရှိအဖေမရှိတဲ့ဘဝဆိုးကိုရောက်တဲ့တနေ့ကြမှာခွက်ကန်းနဲ့မူရတဲ့တနေ့ကြမှာသူများအမေတွေခေါ်နေတဲ့အချိန်မှာကိုခေါ်ခြင်းနဲ့အဲ့ဒီခါကျမှတရားနောင်တနောင်ကြသွားပြီခွက်ကန်းနဲ့မူရတဲ့တနေ့ဆိုရင်နောက်ကြပြီနော်ဒါကြောင့်မို့ရနိုင်တော့ယူထားကြဝါအောင်ချဲမိဘကိုဘယ်လိုလဲဝါအောင်ချဲနော်အဲ့ဒီလိုပဲအာရပါရပြောခြင်းပါတယ်ဒါကြောင့်သူတော်ကောင်းပေါင်းတို့နော်ဦးဇင်းတို့လိုဘဝဆိုးတွေကိုရောက်ကြတဲ့အခါကျမှအမေမေတ္တာအမေအကျဉ်းနာကိုဟိုတခါကြီးသချင်းဆိုရင်ဦးဇင်းအမြဲငိုရတယ်ဘာလို့လဲဟိုအဖေမေဆိုလဲခေါ်စရာကိုမရှိတယ်ဝမ်းနေမိတယ်ရင်နာမိတယ်အဲ့သချင်းကြားရရင်ကျုပ်ဘယ်ဟာမျက်ရည်ကြားမသိဘူးနော်အေးတက္ကမကြီးရှိတယ်ပေါ့နော်ရီမာပေါ့လေကို့မှာအမာရောမရှိရင်သူများရဲ့ဒဏ်ရာကိုချင်းစာတတ်မယ်မထင်ဘူးလေနော်အခုဥစဉ်မှာဒဏ်ရာတွေနဲ့အမာရောတွေနဲ့ဘလဖွားပဲ
အမေအကြောင်းကိုပြောရင်အသက်နှလုံးတွေတစားစီကွဲကြရတယ်လို့နော်ဩခွက်ကနဲ့မူရပြီဒီလောကအမြေကဘာအမေဟာအလားဆုံးမြတ်တာတော်အနန္တာကစံကြရည်တနုံဘာရည်တနုံပါလေအမေရဲ့သားဘဝမှာပူစားလွန်းလို့ပါအမေရဲ့မြတ်တာစံရည်တစ်ပေါက်လောက်သားတောက်ချင်ပါတယ်ဦးဇင်းတို့တောက်ခွင့်ရှိသေးလားရှိပါဗျာဩရနိုင်သူတွေတတိထားပါနော်ဒီလောကအမြေကဘာအမေဟာအလားဆုံးမြတ်တာတော်အနန္တကစံကြရည်တနုံဒီလောကအမြေကဘာအမေဟာအရေးကောင်းအမေဟာဘာကောင်းပါလေအမေရဲ့သားဘဝဟာပူပြင်းလို့ခန္ဓာရခကြီးအရေးလေးခိုခြင်းနဲ့ခိုခွဲ့နားခိုခွဲ့ရှိသေးလားဦးဇင်းလေးရင်နဲ့အမြရေးတဲ့ကြပြလေးတစ်ခုအရိပ်မဲ့တဲ့အပင်ကြီးငါမနေတော့ဘူးနော်အရိပ်မဲ့တဲ့အပင်ကြီးငါမနေခြင်းတော့ဘူးမြင်မြန်သိရင်ငါအမေမြင်မြန်ရတော့မှာအဲ့တလောက်ထိတွေးဘူးပါတယ်အရိပ်မဲ့တဲ့အပင်ကြီးမှမနေခြင်းဘူးမေသာဘဝဟာဘဝရဲ့အနှွေပါပဲသူများတွေမိသားစုအရိပ်ခိုနေတာကိုတွေ့ရင်သာဘဝဟာကန္တာရမှာပူပြင်းလို့တဲ့အမေသာမခံစားနိုင်ဘူးဒီလောကအမြေကဘာအမေဟာအရေးကောင်းပန်းမျိုးစုံထုံထုံမွေးတဲ့ရင်သွေးတို့ကြောင့်ရင်သွေးတို့ရဲ့နားကိုရရှိတယ်သားမမရှိဘူးဘဝຫນွေအတိဖြစ်ပြီးအမေဦးဇင်းတို့လိုဘဝຫນွေຫນွေခန္ဓာဘဝကိုရောက်တဲ့တနေ့မှာတက္ကမကြီးအေးနော်ကို့မှာအမာရောကိုတွေ့တဲ့တနေ့တော့ဩဒီဘုန်းကြီးမှာဒဏ်ရာဒီကိုချင်းစာတတ်မယ်နော်အခုနေတော့ပြောနေအောင်ပေါ့လေဒီလောကအမြေကဘာကုမ္မုဒ္ဒရာဆိုပါတော့မိမိမြတ်တာထိန်ထိန်လင်းကလာမင်းရဲ့ပေါ့အမေဟာလာမင်းသားသမီးတွေကကုမ္မုဒ္ဒရာကြာကုမ္မုဒ္ဒရာကြာဟာလာရောင်ဆန်းရင်ပွေလမ်းပါတယ်အမေရဲ့ဒါပေမဲ့သားရဲ့ကုမ္မုဒ္ဒရာပန်းကတော့လေလာရောင်မဆန်းတဲ့လာခွေညပါမိမိလာရောင်မဆန်းလို့သားရဲ့ဘဝမပွေလန်းနိုင်ခဲ့တာပါဒါကြောင့်လဲတော်တဲ့တောင်ထဲမှာစာမတတ်ပြီမတတ်နဲ့လေစင်ကန်းတိုးတိုးဘဝဆိုးမှနေရတာပန်းလာမပွေးနိုင်ခဲ့ဘူးအမေလာရောင်ကိုမရခဲ့လို့ပါဘာရောင်ကိုမရခဲ့လို့ပါလေဒီလောကအမြေကဘာကုမ္မုဒ္ဒရာဆိုပါတော့မိမိမြတ်တာထိန်ထိန်လင်းကလာမင်းရဲ့ဘောအမိမြတ်တာကဘာနဲ့တူလဲလာရောက်ဆန်းရင်ကုမ္မုဒ္ဒရာပန်းနေမပွက်ဘူးလားသူများတွေဘွဲရတယ်သူများတွေပညာတွေတော်လိုက်တာဥစဉ်ဘွဲမရခဲ့ဘူးနော်ဥစဉ်အင်းစိန်ရွာမှာစာသင်ခဲ့ရတယ်လေဥစဉ်တို့တုန်းကခဲရန်တိုလေးကိုကောက်ပြီးတော့လေနော်ဘုတ်ပိန်လေးနဲ့စောပြီးတော့ရေးခဲ့ရတဲ့ဘဝတွေပါနော်အမေရဲ့မြတ်တာအကျဉ်းနာမရလို့အင်အားတွေလည်းခံချောက်ခဲ့တယ်နော်တရုဏာနံအနုနယ်ကုံသောဘီဇာနံမျိုးစေ့သပင်တို့သည်ဥဒကံရေကိုအလဗန္ဒနာမရသည်ရှိသောအညထတံဖောက်ပြန်ပစ္စည်းခြင်းသည်ဝိပရိနာမောဖောက်ပြန်ပစ္စည်းခြင်းသည်တရားဖြစ်ရပါ၏အပင်ကလေးရှိမဲ့တောင်းရရင်နေရမှာလားသိရမှာလားသိရမှာပါဗျာဦးဇင်းမွေးတဲ့ကအမေသေးခဲ့တယ်နော်ဆယ်နှစ်သားအဖေသေးခဲ့တယ်ဒီလိုဆိုရင်ရေမတောက်ရတဲ့သက်ပင်အောင်မှသေသေးတယ်ဆိုရင်အမေရဲ့မြတ်တာစံရည်တွေမတောက်သုံးခဲ့ရတဲ့သားရဲ့ဘဝမှာအသက်ရှင်နေပြီမဲ့ဘဝသေခဲ့ပါပြီအသက်ရှင်သူပြီမဲ့ဘဝဘာဖြစ်သွားလဲမြတ်တာမရလို့ပါဘာမရလို့လဲသူတော်ကောင်းတို့မှရရင်ယူထားကြရရင်ရနိုင်တော့ယူထားနော်အခုနေမိဘကိုဝါအောင်ချစ်နော်အေးသေကမှမြည်ရင်မကြပါနဲ့သေကမှအခုလိုအမားနောင်ဓာတ်တွေနဲ့တရားအမောင်ကြားရတဲ့ဘဝဆိုးကိုရောက်တဲ့တနေ့ကျမှအသက်ရှင်လည်းရဲ့ဘဝသေးသူဖြစ်ခဲ့ရတဲ့ဘဝကိုရောက်ကမှအမေကိုလိုချင်တယ်အမေကိုပေးပါအမေရချင်တယ်အမေကိုရမယ်ဆိုရင်ဘယ်လိုပဲပေးစားရလိုချင်တယ်ဆိုပြီးမယ်ရအောင်မလား
နော်အမေဆုံးပြီးတဲ့တယ်လီဖုန်းတန်လာတော့စာတင်ကိုကြပြကြရရပါလို့အလောင်းစင်မိခင်မျက်စိသို့ဦးချလို့ရောက်ခဲ့ပါမကြသေးမီကသူ့မြေးတွေကိုယ်တိုင်ချီလို့ကော်ဖီကိုဖြောကတိုက်စင်မှာမူးမေကအမေလဲသည်ဟုကြည်ကွယ်ဖွဲဒီစကားကိုလာဖခင်အိုမြင့်ရီများရဲ့နဲ့ပြောကြခဲ့ရာရွာပြန်လျင်အမေကြိုလို့စလိုရာအမေကျွေးပါတဲ့အေးမြတဲ့မိမြတ်တာခုခါမှာတော့ပြောက်ဆုံးတို့လေလေအမေသားဒီလိုဖြေမပေါ်ဒီရမြေမြန်းဒေတာစီကမွေမေမေဟုသများကိုလားဟောကတခါကြီးကိုအဖေနော်ခမဲတော်ကြီးဟိုဟာတက္ကမကြီးကိုလေမဲတော်ကြီးအမိုးသွားခေါ်တယ်လေဒီရက်မြေမြန်ဒေသစီကမွေမေမေဟူသည်များကိုလားမွေမိခင်ထင်ကမမဲ့ပေါ့သာလူပေးစိတ်ဖြေတွေးလို့ရဲ့ဟောဒီကသာလူစိုးပါမေမေဟောဒီကသာလူမိုက်ကြီးလေမေမေကျေးဇူးကိုမဆက်လိုက်ရတဲ့ဟောဒီကသာလူစိုးလူမိုက်ကြီးပါမေမေရဲ့ဒီရက်မြေမြန်ဒေသစီကမွေမေမေဟူသည်များကိုလားမွေးမိခင်ထင်ကမှတ်မဲ့ပေါ့သာလူပေးစိတ်ဖြေတွေးလို့ရဲ့အမေရဲ့ခွက်ကတ်နဲ့မူရပြီပေါ့သာလူပေးစိတ်ဖြေတွေးလို့ရဲ့အမေရဲ့ဆွေးရိတ်ကိုဖုံးလို့အဲ့ဒါလို့အမနောင်တတွေနဲ့တရားနှမောင်ကြတဲ့တနေ့ကြမှာတကားကြီးတို့အမေမရှိမှအမေလိုချင်ရင်အဖေမရှိမှအဖေလိုချင်ရင်အမနောင်တတွေနဲ့တရားအမောင်ကြ၍အမနောင်တဖြစ်သွားပြီနောင်တဆိုတာရှေ့မှာရတာလားနောက်မှာရတာလားကဲပြောကြည့်ပါဝအောင်ကျွေးလက်အောင်စင်ကျွေးဖူးမွေးဖူးကျွေးစုရှင်မသေးခင်ပြောအောင်ထားကျေးဇူးသိတဲ့သမီးသားနော်ဒီလိုမှဦးစင်းဒီတရားမျိုးကိုမှမပြောဘူးဆိုရင်တက္ကကြီးတို့တက္ကမကြီးတို့ခဏခက်တို့ဘာဖြစ်သွားမယ်ဆိုရင်မဂ္ဂဒေဝလင်္ကာထဲမှာကြည်စမ်းကဲပြောကြည့်ပါဦးနော်ကဲပြောကြည့်ဤလောက၌မိဘကိုပင်ဥစ္စာမြေမှာခင်မင်းများလေးသားတို့မွေး၏ပဲရွှေမရှိမိဘတို့အားသမိသားလေနိဗ္ဗာထယမကတ်တုံလည်းရင်ရှောင်းကြကွင်း၏ဟောတချို့ဆိုရင်လေဟိုကျွဲအိုနွားအိုကြီးတွေကိုကျုပ်တို့တော်ဆိုရင်တစ်သက်လုံးလဲထော်ခိုင်းတယ်အိုပြီးဆိုရင်လွတ်ပြက်လိုက်တယ်နော်အခုမေအိုဖေအိုတွေကိုမိဖို့ကြောင့်မှထိုးထားတာဟာဒါကျွဲလို့နွားလို့ဆက်ဆံရမရဘူးလားဟတ္တိအတ္တဂောနာမဟိန္ဒသာတိမာကပြိုခါစေစားအိုခါရှား၍အိုတော့ပယ်ရှားတယ်နော်ပြိုတုံးကစေစားခဲ့တယ်ပြိုခါစေစားအိုခါရှား၍စော့ထားဘယ်ခါမပြိုရဘူးနော်အဲ့ဒါလို့ပြစ်ပယ်ထားမယ်ဆိုရင်အမေရင်ကွဲမတက်ခံစားရမှာပဲနော်ဒါကြောင့်မို့တက္ကကြီးတို့တက္ကမကြီးတို့ဦးစင်တို့အမေအိုဖေအိုတွေကိုတသက်တာစေစားခိုင်းစား၍ဝမှာအိုပြီးဆိုမှအမေအိုဖေအိုတွေကိုမိဖို့ကြောင့်မှထိုးလိုက်ကြမယ်ဆိုရင်ရင်ကွဲမတက်ခံစားရသူကအမေပါခံစားရမှာကသူများလားမိဘနာပါပဲလားနော်ဒါကြောင့်အမေကတွေးမှာပေါ့လေပွေတိဝေစာအသားစင်မှာခဏနာအတိကုံရိုးတံကျဲတော့ခွဲထွက်ခွာသွားအကုန်လုံးအသားရဲ့အမေစီကိုတစ်ခါလောက်မအားဘူးမေတမီးရဲ့တနင်္ဂနွေအမေစီကိုတစ်ခါလောက်အမေရဲ့အားပါဘူးနော်ဟောအတိကုံရိုးတံကျဲတော့ခွဲထွက်ခွာသွားအပင်အိုကြီးကိုငှက်တရကာတွေလာအောင်မလားနော်တချို့ဆိုရင်လေရိုင်ရွက်အသက်ကြီးတပည့်စီဤတသက်လုံးတရှင်းရေးကိုလုပ်ပေးခဲ့တဲ့တပည့်စီလေအိမ်လုံးကိုတာဝန်ယူတရှင်းခဲ့တဲ့တပည့်စီဆွေးမြေ့သွားပြီဆိုတော့သူ့ကိုပဲအမိုက်ပြန်ဖြစ်သွားဘူးလားတသက်လုံးပြုစုယူရခဲ့တဲ့အကျဉ်းတရားမေတ္တာတရားကိုပေးခဲ့တဲ့ဒီအမေဒီအဖေအိုးပြီဆိုတော့အမိုက်ခဏလာမပြောနဲ့ရှုပ်တယ်ဗျာအမေကလည်းရှုပ်လိုက်တာနော်ဆိုတာရှုပ်တယ်ဆိုတာအမိုက်လို့ပြောလိုက်တာပဲနော်
ဒါကြောင့်ရန်ရွက်သေးကြီးတပေစီဤပြည်ဘုံဘဝနီကုံချသောသူကပင်လည်းအမိုက်ဖြစ်သည်သာသမီတွေရဲ့မျက်လုံးထဲမှာမိအိုဖအိုတွေကအမိုက်ဖြစ်မနေဘူးလားနော်ဒီလိုမျိုးဖြစ်သက်ပါမလားမဖြစ်သက်ဘူးနော်အဲ့ဒါကြောင့်ဦးဇင်းတို့ရွာတွေမှာဆိုရင်ကြည်စမ်းမိအိုဖအိုတွေကိုပြေးထားတယ်ငတ်ပြပြီးတော့လေတဲလေးပေါ်မှာမိုးမလုံလေမလုံနဲ့ရင်ကျပ်ပြီးတော့တက္ကမကြီးသေဆုံးသွားတယ်သေဆုံးတဲ့အခါကျမှသမီးတွေသားတွေကလာပြီးတော့အမေရဲ့သမီးကိုခွဲသွားပြီလားသမီးဝဲလာတာတွေကိုထပြီးတော့စားပါအောင်လားသမီးကိုထကြည့်ပါအောင်လားလို့ရင်မက်ကိုထုထုပြီးတော့အော်ငိုကြတာတွေမရှိဘူးလားမသေးခင်တုန်းကပြစ်ထားတာနော်သေကံမှလာပြီးတော့ချအားပုံနေတယ်ဒါတကယ်စိတ်ရင်လားလူယုံမာတွေလားလူယုံမာတွေနော်တကယ်အခုလို့ဒီတရားမျိုးကိုနာထားမယ်ဆိုရင်မသေးခင်မှာအဝချက်ပဲသိရင်တော့ပြစ်လိုက်တာပဲအပုတ်ကောင်ကြီးနော်အနစ်မရှိတဲ့လူယုံမာတွေကြတော့မသေးခင်တုန်းကတော့ပြစ်ထားပြီးမှသေကံမှလာပြီးတော့ငိုနေတယ်နော်တကယ်စိတ်ရင်ပါလို့လားမပါဘူးနော်ဒါကြောင့်မို့တခါကြီးတို့မြို့မှာဆိုရင်လေမိတ်ဆွေကောင်းတယောက်ကိုရှာဖို့လိုအပ်သလားမိတ်ဆွေကောင်းကိုရှာဖို့အမီးအမောက်ထွက်နေတာမဟုတ်တော့ရှာရတာအမတန်ရွေးရတာခက်တယ်အဲ့တော့မိတ်ဆွေကောင်းကိုရွေးတဲ့နည်းကိုဦးစင်းပြောမယ်နော်ဒီလူဟာပတ်ဝန်းကျင်ပေါ်မှာတော့အကုန်လုံးပေါ်မှာကောင်းတယ်သူ့အမေပေါ်မှာကောင်းသလားအဖေပေါ်မှာကောင်းသလားမိသားစုပေါ်မှာကောင်းသလားမိဘပေါ်မှာကောင်းပြီဆိုရင်အဲ့ဒီလူစိတ်ရင်းကကောင်းပြီပဲမိဘပေါ်မှာမကောင်းဘဲနဲ့အခြားလူတွေပေါ်မှာကောင်းနေတာဟာအိုးသူတော်ကောင်းတို့နမ်းဖြူနေတာပါတကယ်စိတ်ရင်ပါရဲ့လားဒါကြောင့်မို့ဒီလူဟာလူကောင်းမဟုတ်ဘူးအနစ်မရှိတဲ့လူယုံမှာအနစ်မရှိတဲ့ဒါကြောင့်မို့သူတော်ကောင်းတို့ပြောကြည့်ပါအောင်မသေးခင်ချစ်သေးလျင်ပြည့်အနှစ်ရှိတဲ့သူတွေပါမသေးခင်ချစ်သေးလျင်ပြည့်အနှစ်သိတဲ့လူသားပါအနှစ်မရှိတဲ့လူတွေကပြစ်ထားပြီးတော့သေကံမှလာအော်ငိုတယ်နော်လူเจ้าအော်ငိုတာအဲ့ဒါလာပြီးတော့ညီကိုမောင်နှမတွေအော်ပြီးတော့လာစုငိုနေတာအဲ့ဒါလူယုံမှာပြပွဲဘာပြပွဲလဲမိဘသေးမှလာငိုနေတာလူเจ้าအောင်အော်နေတာဟာဘာယုံမှာပြပွဲဒီနေ့ခေတ်မပေါ်ဘူးလားအရန်ပေါ်တယ်တကယ်သူတော်ကောင်းဆိုရင်မသေးခင်ချစ်တယ်ဆရာတော်ဦးဝိစိတ်တာလေတသက်လုံးအမေကိုချစ်တယ်သေတော့တကြိုလိုက်တာနည်းနည်းမှမျက်ရည်မကျဘူးတောင်းဝန်ကြည်တဲ့သားတွေပဲဟောသူ့ကိုလို့တဲ့ပုဂ္ဂိုလ်ကတော့သေမလာငုံနဲ့မင်းငါပြောသားပဲလှုပ်ကြွေးပါဆိုတာနော်ဒါကြောင့်သူတော်ကောင်းတို့ပြန်ပြောကြည့်ပါမသေးခင်ပြည့်သေလျင်ချစ်အနှစ်မရှိတဲ့လူယုံမှာအဲ့ဒါလူယုံမာတွေရဲ့ကျင့်စဉ်အဲ့တော့အမေသေးပြီအဲ့တော့တို့3ရက်လောက်ထားမယ်မဖြစ်ဘူးကွာ9ရက်ထားမှာဟောဘာဖြစ်လို့ဒီလောက်တောင်9ရက်ထားခြင်းလဲဆိုတော့ तू ကဖဲအဝရိုက်မှာလေအရက်အဝတောင်းမှာလေဟောအမေအတွက်လားသူ့ကိုချိုးအတွက်လားကြည်စံနော်ကဲကြည့်ဩမုံဟင်းကားလေးကျွေးရင်ပြီးရောပေါ့ဟာမဟုတ်ဘူးဝက်သားကျွေးမယ်ဝက်ပေါ်မယ်အမျိုးစုပျော်ပွဲစားမယ်နော်သေကာမလာပြီးတော့ချစ်နေတယ်လေသေသွားတဲ့အမေကဝါသေးတာလားငှက်သေးတာလားဒါကြောင့်မို့ခဏခေတ်မှာလူယုံမှာပြပွဲတွေကိုထင်ရှားစွာပြနေတဲ့အတွက်ကြောင့်ဒီဆောင်ပုဒ်လေးဟာသင်ခန်းစာမယူသက်ဘူးလားကဲပြောကြည့်ပါဦးမသေးခင်ချစ်သေးလျင်ပြည့်အနှစ်သိတဲ့လူသားတွေလူယုံမှာကတော့လေမသေးခင်ပြည့်သေးလျင်ချစ်အနှစ်မရှိတဲ့လူယုံမှာဦးဇင်းဒီတရားကိုအာသုဘမှာဟောတာအဲ့ဒီတက္ကမကြီးရဲ့အာသုဘမှာဟောတော့တက္ကကြီးကဝက်သားတုံးစားပြီးတော့ဇုံကြီးနဲ့ခိုင်စားမယ်လေလို့တော့အဲ့ဒီဆောင်မုတ်လေးကိုတိုင်ပြီးတော့ပြန်ပြစ်ချတယ်တော်ပြီကွာမစားတော့ဘူးဟောနော်တကယ်ကိုအမားတစ်ခုကိုပြုပြင်နိုင်တယ်နော်သင်္ကန်းစာမယူနိုင်ဘူးလားနော်ဒါကြောင့်မို့တို့ပြိဿကြီးကတော့မသေးခင်မှာမလုပ်မလဲ
ချစ်လိုက်ပါဝါအောင်ချစ်နော်ဦးဇင်းတို့လိုငတ်သွားပြီဆိုကမှခွက်ကတ်နဲ့မူရတော့မယ်နော်အဲ့ဒါကြောင့်မို့နောက်တစ်ခုကသူတော်ကောင်းတို့ဦးဇင်းတို့လေနော်မဂ္ဂဒေဝလင်္ကာကြီးတဲမှာကဲဆိုကြည့်ခွေးနဲ့တမြထိုပါလတို့မိဘနှစ်ပါးကြီးမားကုန်အင်းကျေးဇူးရှင်ကိုပြင်းပြင်းမရှုမပြုတ်မမွေးမလောက်ကြွေးဘူးခွေးမကြီးကအံကျွေးတယ်နော်ခွေးလေးတွေအံကျွေးတာပြန်ပြီးပြန်အံကျွေးခဲ့တာမြင်ဘူးသလားမရှိဘူးတို့လည်းအမေအသွေးအဖေအသွေးစုပ်ခဲ့တယ်နော်ဒါပေမဲ့မိဘကိုပြန်မလောက်ကျွေးဘူးဆိုရင်ကိုကခွေးတက်ပို့ပြီးတော့မိုက်မနေဘူးလားကိုဖြူးဆရာတော်ဖြစ်ပါလိမ့်မယ်နော်ဆရာတော်ကြီးကမိဘကိုရှီခိုးပြီးမအိပ်ရင်ခွေးနဲ့တူတယ်လို့ပြောတယ်နော်ဦးဇင်းတော့အဲ့လိုမပြောချင်ဘူးဦးဇင်းမဂ္ဂဒေဝလင်္ကာကြီးကိုကိုးကားပြီးတော့အခုလိုပြောခြင်းနဲ့ဆိုကြည့်မိဘအလုံးကျွေးမရှိတဲ့သူခွေးရဲ့ဘဝနဲ့တူခွေးလိုမဖြစ်လို့ကမိဘကိုသာလုံးကျွေးကြဟောခွေးလွေဘဝလိုမဖြစ်ခြင်းဘူးဆိုရင်ဘယ်သူကိုလုံးကျွေးရမှာလဲကဲဆက်ပြောကြည့်မေတ္တာအတိနောက်ကြသူနောင်တပွား၍မီးလိုဘူးမြည်ရီဝေစုမကြလို့ကအသက်ရှင်ဆဲမှာလုံကြွေးကြအသက်ရှင်ဆဲမှာဘာလို့ရမှာလဲနော်ဒါကြောင့်မို့နော်သားဆိုသမီးဆိုပြေရိုးထုံးစံမရှိဘလောက်ပဲဆိုတဲ့သားသမီးဖြစ်စီမိမိတို့ဖေဖေတို့ရဲ့နှလုံးသားထဲမှာငါသားလေးပစ္စည်းပါစေဆုပ်ယုပ်ပါစေဆိုတဲ့ဒီစိတ်မျိုးအမုန်းတရားနှလုံးသားမှာရှိရဲ့လားဘလောက်ပဲဆိုဘလောက်ပဲမိုက်ထာဝရခွက်တော်ခြင်းရှိတဲ့ရင်ခွင်နဲ့ချစ်နေတတ်တာမို့မိဘတို့ရဲ့နှလုံးသားမှာဒဏ်ရာဆိုတာရှိလားပြန်ပြောကြည့်ဒဏ်ရာမဲ့ညာနှလုံးသားမုံထားဘေခါမရှိပါတိတုံမာကံယနေ့ညချမ်းယရဏဒုက္ခဓမ္မယုံမိသားစုတို့ရဲ့52နှစ်ပြည့်တန်ခါဒါနဆွမ်းလောင်းပွဲနဲ့တကွ26နှစ်ပြည့်မဟာဒုဆွမ်းဆက်ကလူတန်းပူဇော်ကြကုန်သောသင်ဓမ္မဒါနအလူရှင်မိသားစုများနဲ့တကွတရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့သည်နေဒုက္ခအစာဆင်းရဲခတ်သိမ်းမှလည်းပဲကင်းငြိမ်းကြပါစေနေဗရာစာပေးရန်ခတ်သိမ်းမှလည်းပဲကင်းငြိမ်းကြကုန်သည်နေသောကာသာသောကာခသိမ့်မှလည်းပဲကင်းငြိမ်းကြကုန်သည်ဟောတုဖြစ်ကြပါစေကုန်သတည်းဟောတုယခုမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ဟောကြားတော်မူသောဘဟုကာရဘိကဝေမာတာပိတရောဗုဒ္ဓနာဟူသောပါဠိကိုဗမာလိုဒိဗေဖွဲ့ဆိုကမိဖတို့ရဲ့နှလုံးသားဆိုတာအမုန်းတရားမရှိဒဏ်ရာမရှိတဲ့နှလုံးသားဟာမိဖတို့ရဲ့နှလုံးသားပါဟု၍ဒဏ်ရာမဲ့နှလုံးသားတရားတော်ကိုဗမာလိုဒိဗေဖွဲ့ဆိုကဟောကြားပြောကြားရခြင်းတည်းဟူသောသစ္စာစကားနှင့်ပို့လောအပ်သောမေတ္တာတအရှင်အဝါကြအချိန်မကြာကိုယ်စီကိုယ်ငါကိုမိဘကိုဝါအောင်ချစ်နိုင်သူဖြစ်အောင်ကြိုးစားပွားများအားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း